Hun kipin sisen kan zau tu mi pin ha nanum nak chewa tamin nanum lai tia zum nak ngai tu US lechun zan chana se e kan ma koram lechun zinka silai cha a tu watuk in sisen na narakan talpi cha tampi kalom e tu zan chan zonga hin kan na kan nak to cha bentukin hi ka zona kan hu mi Slai Yomang Timi ama CB Chim Brotherhood i spokesperson bechim nak no ngai tu he bro nak kan nak ngai lai i tu zan kan bro nak he koi da voi dang zonga ama he kan ro lewa kol hol kam han bentoken kol hol in bro nak kan nak ngai lai i tu zan kan bro nak a hin kan tu nai te i KIA ankal nak kong te polkha kan ro lai ma chun CB mai le je tin ankal ning si lai he ti phum phai ma chu kan bro ding mi atam ngai cha tu zan i live nam ven zau nak hi a share nak ten thalon rakam peu e azau rilo mi ma chun mai le zonga avan zau tu ding zong ni khan tu zan live an zau kholo zonga angkan zau kho ti lai cha a hi live he YouTube in zau mi se Facebook in zau mi ni su se ulo rakan share pi oti kha ven som kan du na e tu zan chana kol hol in beru ana kam bangai lai cha kan kol hol kha kan chim tol lamang man to kan thiam to te kam ven zom lai e tu zan chu kol hol in beru ana kan van ngai lai e se akhu lo chuno aching pere tra chezu timbare chuno akhuna bono hodonga tui te lu bono chuno chen wa lai hol na ne introduction lo pe lai de akhu ro chuno ro di interview cha ro mi ma lu ne pyo to ba me akhu lo chuno ro di ma ကြည့်ရှုနေတဲ့မိဘပြည်သူများအားလုံးကိုလည်းဒီ CCN ကနေကြိုဆိုပါတယ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်တယ် share လေးလုပ်ပေးကြပါဆိုပြီးတော့ကျွန်တော်ဒီကနေကြိုဆိုချင်ပါတယ်ဆရာကျွန်တော်တို့ဟိုနောက်ဆုံးတွေ့ပြီးတော့အခုအဲ့ဒီကြမှာကျွန်တော်အထက်ထွက်တော့မှာเนาะအရေးကြီးဆုံးကဒီ KIA ဖက်သွားတဲ့ဘောနော် KIA camp ဖက်သွားတဲ့အကြောင်းကိုကျွန်တော်စိတ်ဝင်စားရဲဆိုတော့လေအဲ့ဒီအကြောင်းနည်းနည်းပြောမယ်ပြီးတော့ဟိုအချိန်ကတေလို့ကျွန်တော်တခြားဟာတွေလည်းစပ်ပြောမယ်ပေါ့နော်ဆိုတော့ဆရာရဲ့ကျွန်တော်တို့ကိုပထမဒီမှာပထမချိန်မဟုတ်တော့ဆိုတော့ introduction တော့မလောက်ခိုင်းတော့ပါဘူးပေါ့နော်အရင်မှာ introduction တွေလုပ်ပြီးထားပြီးဆိုတော့အခုလို့ဒုတိယအချိန် CCN နဲ့တွေ့ပေါ့နော် interview ခွင့်ပေးတဲ့အတွက်အရန်ကျေးဇူးတင်နေဆိုတာဒီနေ့ပြောချင်တယ်ဆိုတော့ပထမအဆုံးအနေနဲ့ဒီ KIA ဖတ်သွားတဲ့အကြောင်းကို interview မှာလည်းအများကြီးပြောထားပြီးသားပါဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ပူတိအောင်အဲ့ဒါကျွန်တော်တို့တည်တဲ့အတိုင်းဆိုတော့ KIA ဖက်ကခေါ်လို့သွားတယ်ဆိုတော့ကျွန်တော်တို့ကြားရပါတော့။ဆိုတော့အဲ့ဒီသွားတဲ့ဟာကဘာတွတ်ကြောင့်သွားတာလဲပေါ့နော် KIA camp ကိုဘာတွတ်ကြောင့်သွားတာလဲဘာတွတ်ကြောင့်တော့ခေါ်ဖိတ်ခေါ်တာလဲပေါ့နော်ပြီးတော့သွားတဲ့အကြောင်းအရင်းရောအောင်မြင်သွားလာဆိုတာပေါ့နော်အဲ့ဒါနဲ့စပြီးတော့ကျွန်တော်တို့ဒီဒီ interview ပေါ့နော်စရနေနဲ့အဲ့ဒီတော့အကြောင်းလေးကိုပထမဆုံးအနေနဲ့ပြောပေးလို့ရမလားဟုတ်ကဲ့ပါဒီရှင်းကပ်ဘနဲ့ဘောနဲ့ခုလိုမျိုးတွေ့ဆုံစကားပြောခွင့်ပြန်ရတဲ့အတွက်လည်းဝမ်းသာပါတယ်ဒီ KIA ကဖိတ်ခေါ်လို့ပေါ့နော်ဒီ Chin Brotherhood ဒီချင်းညီနောင်တွေတွားကြတယ်ပေါ့တွားကြတယ်ဆိုတာကျွန်တော်တို့ကဘယ်လိုပြောမလဲဟိုဘာတွေသဘောတူညီချက်ရမယ်ဘာတွေလောက်ကြမယ်ဆိုပြီးမှကျွန်တော်တို့ကဘယ်လိုပြောမလဲ agenda တွေပေါ့နော်ဟိုယူသွားပြီးမှတွေ့ကြမျိုးတော့မဟုတ်ဘူးဟိုကျွန်တော်တို့ဖိတ်ခေါ်လို့ကျွန်တော်တို့တွားကြတယ်တွားပြီးမှတွေ့ဆုံတဲ့ချိန်မှာစကားပြောရင်းနဲ့ပဲဟိုဘယ်လိုပြောမလဲကျွန်တော်တူအကြောင်းတူပုံနာလဲလာတယ်ရှေ့ဆက်ပြီးမှအတူပူပေါင်းလုပ်ဆရာရှိတာတွေဘာတွေရှိတယ်လဲဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးရှိလာတာဖြစ်တယ်အဲ့လိုမျိုးပါကျွန်တော်တို့ကဟိုဘာတွေဆွေးနွေးဖို့ဆိုတော့ကောင်းစင်ဒီ agenda တွေယူသွားပြီးမှဟိုသဘောတူညီချက်တွေလက်မှတ်ရေးထိုးကြတာမျိုးမဟုတ်ပါဘူးကျွန်တော်တို့ချင်းချင်းတော့အလုပ်လုပ်တဲ့ပုံစံကလည်းပဲဟိုကျွန်တော်တို့ကတော့ဟိုအောက်ခြေနဲ့တက်လာတဲ့သဘောမျိုးအောက်ခြေခိုင်အောင်လုပ်ချင်တဲ့သဘောမျိုးရှိတယ်ဆိုတော့ဟိုဘယ်နှချက်စာချုပ်တယ်တို့ဟိုဘယ်နှချက်သဘောတူတယ်တို့ဆိုတာတွေကမြန်မာနိုင်ငံမှာကတခါလေကြတော့လူကြကောင်းလူမြင်ကောင်းလုပ်တဲ့သဘောပဲများနေတာလို့လည်းမြင်ကြတယ်ကျွန်တော်တို့ချင်းညီအောင်နည်းနေပေါ့နော်ဆိုတော့ကျွန်တော်တို့တွေးကြတယ်ဆုံးကြတယ်စကားပြောဖြစ်ကြတယ်ဆိုတော့ကျွန်တော်တို့သိနားလေလာတာအများကြီးရှိတယ်ကျွန်တော်တို့တို့လည်းအကျိုးအများကြီးရှိတယ်ရှေ့ဆက်ပြီးမှဘလို့ပူပေါင်းကြမယ်ဘလို့လုပ်ကြမယ်ပေါ့နော်ဒီမဟာဗျူဟာကြပေါ့နော်အနိကဆက်ဆံရေးတွေထားလာကြမယ်ချိတ်စစ်ပူပေါင်းလုပ်ဆောင်မှုတွေဘလို့ရှိလာကြမယ်ဆိုတာဆွေးနွေးရင်းနဲ့ဟိုကျွန်တော်တို့ဟိုအတိအမြင်တွေအများကြီးရတယ်ဟ
ခွန်အားတွေအများကြီးရတယ်အကျိုးတွေအများကြီးဖြစ်ထွန်းနေပေါ့နော်ဒါအခုလိုမျိုးဒေါ်လှန်ကြီးပေါ့စီကြီးတစ်ခုတည်းမဟုတ်ပဲနဲ့ဆိုပါဆိုကျွန်တော်တို့ပညာရေးနဲ့ပတ်သက်ပြီးမှကျောင်းတွေတက်ဖို့ပေါ့နော် higher education တွေဘယ်လို check set ဖို့စသဖြင့်ပေါ့နော်အဲ့လိုမျိုးတွေတော့ပါအဲ့ဒီအထိပါလိုအကျိုးအများစေတဲ့အကျိုးများကြီးရတဲ့ခရီးစဉ်တစ်ခုလို့ပြောလို့ရပါတယ်ဒါဆိုတော့ဆရာအဲ့ဒီ KIA ဖက်ကဖိတ်ခေါ်တဲ့ချိန်မှာဘယ်လိုပုံစံနဲ့ဖိတ်ခေါ်တာလဲပေါ့နော်တွေ့ကြရအောင်ဆိုတာနဲ့ပဲလားသူတို့ကreason တစ်ခုပေးပြီးတော့တွေ့ဖို့ဖိတ်ခေါ်လာအဲ့ဒါတစ်ချက်ထပ်ပြောပြလို့ရမလားတွေးဆုံဆွေးနွေးလို့ပါတွေးဆုံဆွေးနွေးလို့ပါတယ်ပေါ့ချင်းချင်းတောင် KIA အနေနဲ့ပေါ့လေတွေးဆုံဆွေးနွေးစကားပြောလို့ပါတယ်ဆိုတော့အဲ့ဒီဖိတ်ခေါ်ချက်ပါပဲအဲ့လိုမျိုးပါဟုတ်ကဲ့ဒါဆိုတော့ကျွန်တော်ဆရာလေးနေတော့ခုနတော့ပြောတော့ပါပြီဒီ formal agreement ဖြစ်ပေါ့နော် commitment ဒီတစ်ခုတော့မရှိဘူးလို့အခုတော့ဆရာပြောတော့တာမှာပါတော့တယ်ပေါ့နော်ဟုတ်ကဲ့ပါမရှိပါဘူး Okay ဒါဆိုတော့လေဆရာကျွန်တော်အခုချင်းနေအများကြီးစီမှာပေါ့နော် online ဒီမှာလည်းတင်ကြတယ်ပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းလူ2ယောက်လောက်ကဖုန်းခေါ်ပြီးတော့လည်းပြောတယ်အဲ့ဒါကဘာလဲဆိုတော့အခုကချင်ဖက်ကိုတွားတာပေါ့နော်ဒီ CB ဖက်ကကချင် KIA ရင်းနဲ့တွားတွေ့တာအရန်ပြောကြတယ်ပေါ့နော်အဲ့ဒီအရန်ပြောကြတယ်ဆိုတော့အကြောင်းအရင်းကဒီ KIA ရင်းနဲ့တွားတွေ့ဆုံလို့ရှိရင်ဒီအခုဆရာ CB တို့ CB အနေနဲ့ဒီ AA ဖက်ပေါ့နော်ကျွန်တော်အတန်ကြာလို့ရတော့မသိဘူးဆရာโอเคကျွန်တော်အတန်ကြာလို့ရလားမသိဘူးဆရာဟယ်လိုလိုင်းကြာတော့တယ်ထင်တယ်နော် yeah so အခုဘောနော် KIA နဲ့တွေ့ဆုံတာကိုချင်းပြည်သူလူထုအများကြီးပေါ့နော်ပြောကြတယ်လို့အလွိနေနဲ့ပြောလိုက်မယ်ပြောကြတယ်ဘာကြောင့်လဲဆိုတော့ပြီးတော့မျောလင့်ချက်လည်းရှိကြတယ်အကြောင်းရင်းသူတို့ပြောချတာဗာလဲဆိုတော့ဒီ KIA နဲ့တွေ့ဆုံလိုက်တော့အခု CB နဲ့ alliance ဖြစ်နေတဲ့ဒီ AA ချာမှာနည်းနည်းပေါ့နော်distance ဖို့ opportunity ဖြစ်နိုင်တယ်ပေါ့နော် AA နဲ့ဒီ relationship ကိုနည်းနည်းခွဲခွာလို့ရတဲ့အခြေအနေမှာလည်းရောက်နိုင်တယ်ဆိုပြီးတော့လည်းမျှော်လင့်ချက်တွေချင်းနေပြည်သူချမ်းမှာအများကြီးရှိကြတယ်ဆိုတာအဲ့ဒါကျွန်တော်တွေ့မိတယ်အဲ့ဒါရောဆရာအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ရောဒီ KIA နဲ့တွေ့ဆုံတဲ့အခြေအနေကြောင့် AA နဲ့ဆက်ဆံတဲ့ဖက်ပိုင်းထိရောက်မှုထိခိုက်မှုတွေဘောနော်အဲ့ဒါတွေရှိလားဆိုတာအဲ့ဒီအကြောင်းလေးတစ်ချက်လို့ကျွန်တော်တို့ထပ်ပြောပြလို့ရမလားKIA နဲ့တွေ့ဆုံနေဆိုတာလည်းပဲဒေါ်လှန်ရေးအတွက်တွေ့ဆုံကြတာလေနော်ဒီဒေါ်လှန်ရေးလှုပ်ဆောင်နေတာဒေါ်လှန်ရေးအတွက်ပူးပေါင်းလှုပ်ဆောင်ဖို့တွေ့ဆုံကြတာဖြစ်တယ် AA နဲ့ကျွန်တော်တို့ပူးပေါင်းဆက်ဆံနေတာလည်းပဲဒေါ်လှန်ရေးအတွက်ပဲဖြစ်တယ်ဆိုတော့KIA နဲ့ခုလိုစကားပြောတဲ့အတွက် AA နဲ့မပူးပေါင်းမဆက်ဆံတော့ဖို့ဆိုတာမျိုးတော့မရှိပါဘူးကျွန်တော်တို့ဖြစ်နိုင်မယ်ဆိုရင်ဖြစ်လာဖို့လည်းအများဆုံးက KIA နဲ့အရင်ကထက်ပိုပြီးနီးကပ်တဲ့ပူးပေါင်းဆက်ဆံမှုတွေရှိသွားမယ်ပေါ့နော်ပြီးတော့မှ AA နဲ့လည်းအရင်ကထက်ပိုပြီးနီးကပ်တဲ့ပူးပေါင်းဆက်ဆံမှုတွေရှိသွားတာအဲ့လိုမျိုးပဲဖြစ်ဖို့များပါတယ်အဲ့လိုမျိုးဖြစ်မှာပါဒါကကျွန်တော်တို့ကဒီတော်လှန်ရေးလုပ်နေတဲ့အဖွဲ့ဆိုတော့တော်လှန်ရေးကိုဥတီပြီးမှပဲလုပ်ကြကိုင်ကြတယ်ဆိုတော့လေပြီးတော့မှAA နဲ့ KIA ကိုကလုံးဝရင်းနှီးတဲ့ဥပမာဆိုအခုကချင်မှာကိုကစAA ရဲပေါ်တွေပဲလုံးကျွန်းယူပေးနေတာတွေ AA ရဲပေါ်တွေရောဒီဗမော်ရှေ့တန်းရောက်နေတာဒီကချင်ပြည်နယ်မှာလည်းပဲ AA ရဲ့ဒီရဲပေါ်တွေပေါ့နော်ဓာတ်သားတွေအများကြီးရှိတာပဲဆိုတော့သူတို့ကိုယ်၌ကအလွန်ရင်းနှီးတဲ့အလွန်တရာအနိကရှိတဲ့ဆက်ဆံရေးတွေမဟာမိတ်လောက်ထားတာရှိတယ်ဆိုတဲ့အတွက်ကြောင့်ပေါ့နော်အဲ့လိုမျိုးတော့ကျွန်တော်တို့ကနှုံးတစ်ဖက်လုံးနဲ့ဘိုးဘီမှထိတွေ့ဆက်ဆံလာမယ်နှုံးတစ်ဖက်လုံးနဲ့လိုင်းချက်သွားတယ်ထင်တယ်
internet line ကျသွားတယ်ထင်တယ်ကျွန်တော်တို့နည်းနည်းစောင့်ကြည့်မယ်နော်အခုတော့ကျွန်တော်တို့ဆရာslide ရောမန်နဲ့စကားပြောနေတာဖြစ်ပါတယ်အခု internet line ကျသွားလို့နည်းနည်းစွန်သူပြန်ဝင်လာလိမ့်မယ်သူမဝင်လာခင်လေးမှာအခု video live ကြည့်နေတယ်လို့အကောင်လုံးကျွန်တော်တို့ကို3စက္ကန့်လောက်ချိန်ပေးပြီးတော့ share လုပ်ပေးကြပါဆိုတော့ကျွန်တော်တရားနဲ့တိုက်တွန်းချင်ပါတယ်ဒီခံပြီးတော့စုပ်ပေးကြပါကျွန်တော်တို့ခု internet line ကျတော့လို့ဆရာရောမောင်ပြန်ဝင်လာပါလိမ့်မယ်အချိန်လေးမှာကျွန်တော် comment လေးတွေတစ်ချက်ကြည့်ကြည့်မယ်နော် like ကမ်ထန်းကချင်ရမ်CNA နိ role A အန်ကိုနာလီယို E CNDF လေ complete အန်ကဒူလောနာအရောင်ကန်ဟယ်ပြတ်တေမိုစစ်စဲဟယ်ခိုကရကဇွမ်လိုက် slide san lin turn ပလဝအကြီးကိုကျေစုပြုပြီးမေးပေးပါလားဟုတ်ကဲ့ကျွန်တော်မေးပေးပါမယ်ပလဝအကြောင်းမေးဖို့အစီအစဉ်ရှိပါတယ်တကယ်လို့ပလဝအကြောင်းမဟုတ်အလိုမပြောဘဲနဲ့ပေါ့နော်specific နဲ့ဘာအတွက်ဘာကိုသိချင်လဲဆိုတော့လေရေးပေးလို့ရှင်ကျွန်တော်အဲ့ဒါလည်းမေးပေးလို့ရပါတယ်ရုံချဲဘာဖြစ်လို့ကြွားရမှာလဲမဟာမိတ်များလေကောင်းလေအဲ့ဒါလည်းကျွန်တော်မေးဖို့အစီအစဉ်ရှိတယ်ဒီရတိုင်းပဲကျွန်တော်တို့မြန်မာပြည်ဟိုဖက်ပေါ့နော်ပတ်တော့ internet line ကကြိုက်တယ်လို့ပေါ့နော်ဒီကနိုင်ငံခြားလို့မကောင်းတော့ line ကျတဲ့ချင်းလေးရှိထတဲ့အခု line ကျနေတဲ့နည်းနည်းစောင့်ပေးကြပါဆရာရောမောင်ပြန်ဝင်လာလိမ့်မယ်ဂျေဂျေဟာအေတော်နေတဲ့အေကနေချင်းပြင်းနေပလဝကိုအတင်းအဓမ္မရခံပြင်းနေအဖြစ်တွတ်တွနေတာရောဘယ်လိုမြင်လဲဘယ်လိုခံစားရလဲဟုတ်ကဲ့ပလဝအကြောင်းမရင်နဲ့အဲ့ဒီဟာကိုမေးသွားလိုက်မယ်အိုင်မန်ပလဝကိုမဟာမိတ်အေရခိုင်ပြည်နယ်ခရန်တခုထဲတွန်းတဲ့အပေါ် CB အနေနဲ့ဘယ်လိုသဘောထားပါတလဲလို့မေးပေးပါဟုတ်ကဲ့ကျွန်တော်အဲ့ဒါမေးသွားလိုက်မယ်လေဆရာslide ရောင်မန်ဝင်လာတာနဲ့ကျွန်တော်တို့ KIA တော်တဲ့အကြောင်းတွေပြီးတော့အခုပလဝအကြောင်းတွေပြီးတော့ CB ဘောနော် Chin Brotherhood အနေနဲ့နောက်ထပ်ဘောနော်ဘယ်လိုဆက်တော့ဖို့အစီအစဉ်ရှိလဲဆိုတဲ့အကြောင်းတွေကျွန်တော်မေးခွန်းများကြီးမေးဖို့ရှိပါတယ်အခုတော့ line ချတော့လို့ခုပြင်နေတော့ဖြစ်ပါတယ်ဆိုတော့အဲ့ဒီချိန်လေးမှာ live ကိုshare လုပ်ပေးကြပါ
John Lon Cheo Pelawa Konga CB Andir Mun kan hal piak te lo se kan rak hal lai Pelawa Kong he haldinga tu zana company team ko la Pelawa ti long salawin zai sadda na thai du ti zong kha ke fiang do khan na van chim ko chun zong chu hal piak ko kar an zom lai Slai sang yo mangni CB chu anma te in te na mu tiang kalpi ane team asi chun AA hin zongza 20 ding in ren 20 ane team ma si ton deuh zong kha AA kong tlampal kam van hal pa e AA kong kam van ro pa a ke avan lu than chang okay sia chano tan chala ကြားတယ်ခင်ဗျာကျွန်တော်တို့ဘက်က line ချသွားတာရောကျွန်တော် eh ချင်းပြည်နယ်မှာဆိုတော့အဲ့လိုပဲဟိုပါဟို ebo မိစက်နှိုးရတာပေါ့အဲ့လိုမျိုးပါမိစက်စီကုန်သွားလို့ကြံဖြစ်နေတာ ရတယ်အဲ့လိုအဲ့ဒါကြောင့်ကျွန်တော်တို့ဟာဒီပေါ့နော်ဆရာတို့ဒီမြန်မာပြည်ဖက်ကဒီလိုမျိုး interview ပေး ပေး interview အချိန်ပေးတာတွေကျွန်တော်တို့ကတခြားနေရာကပေးတာလဲကျေးဇူးတင်ပါတယ်ဒါပေမဲ့ပူပြီးတော့ပေါ့နော်အရန်ကျေးဇူးတင်တာပေါ့နော်ဆိုတော့ဒါဆိုတော့ကျွန်တော်တို့ခုနမေခွန်းတော်ရပေါ့နော်ဒီ KIA နဲ့ဒီလိုအခုလိုမျိုးတွေ့ဆုံပြီးတော့ဒီလိုမျိုးပေါ့နော်တော့ရာ AA နဲ့လောပါမထိခိုက်ဘူးပေါ့နော်ဘာမှမပတ်သက်ဘူးဆိုတာကျွန်တော်ဟုတ်ကဲ့ဒါဆိုတော့အခုန comment မှာလည်းရှိတယ်ဒီအဲ့လိုမျိုးမှာ comment တစ်ခုမှာရေးထားတာတော့ဒီလိုပေါ့နော်ဘာဖြစ်လို့ပေါ့နော် KA နဲ့ကြွားရမှာလဲမဟာမိတ်များလဲကောင်းလေပဲဆိုပြီးတော့ comment လုပ်လိုက်တယ်အဲ့ဒါဆရာတို့ရဲ့ယုံကြည်မှုနဲ့ကျွန်တော်ပေါ့နော်အဲ့လိုနဲ့ဆိုရင်ပေါ့နော်မဟာမိတ်များလဲကောင်းလေဆိုတဲ့ဆက်တဲ့နေပေါ့နော်အဲ့ဒါကြောင့်မထိခိုက်ဘူးလို့ဆရာပြောချင်တာပေါ့နော်ဟုတ်ပါတယ်ကျွန်တော်ရဲ့ချင်းကပ်မှုကို generally ပေါ့နော်ဒီပုံရအကြမ်းဖြင့်တတ်မှတ်မယ်ဆိုမိတ်ဆွေများအောင်လုပ်ရမယ်ရန်သူနေအောင်လုပ်ရမယ်ပေါ့အဲ့ဒါပါပဲဟုတ်ကဲ့ဒါဆိုတော့အခုကျွန်တော်ကဒီဆရာနဲ့အရင်ပြောစကား interview လုပ်တော့မှလည်းဟွာလွန်ခဲ့တဲ့ချိန်မှာတော့ဒီ KIA ကအကြောင်းမျိုးကြောင့်ပေါ့နော်အဲ့လိုမျိုးတွေးဆောင်ခွင့်မရှိဘူးပြီးတော့အခုမှဘာဖြစ်လို့ KIA ကလာပြီးတော့ပေါ့နော်ဆရာတို့ကတွေ့မယ်လို့အရင်ပြောတာလည်းမဟုတ်ဘဲနဲ့သူတို့ကိုယ်တိုင်နာဆရာတို့ကိုလာပြီးတော့ပေါ့နော်တွေ့ကြရအောင်ဆိုပြီးတော့ဆွေးနွေးကြအောင်ဆိုပြီးတော့ဒီလိုမျိုးဖိတ်ခေါ်ရဲဆိုတာဆရာတို့အနေနဲ့ဘယ်လိုပေါ့နော်ဘာဖြစ်လို့ထင်လဲဆိုတာပေါ့နော်ကျွန်တော်တို့တုံးတက်ပေးပါအောင်အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့အနေနဲ့ဒီ Chin Brotherhood စတဲ့အချိန်မှာ3ဖွဲ့တည်းရှိတယ်မင်းတပ်ရဲ့ဖလမ်ရဲ့တိတိမြေပေါ့နော်3ဖွဲ့တည်းရှိတယ်လူဒီထင်တာကကျွန်တော်တို့မကြခင်နောက်2လ3လဆိုရင်ပျောက်သွားမယ်လို့ထင်တယ်ဒါကကျွန်တော်တို့အသစ်ဆက်မဟုတ်ဘူးကျွန်တော်တို့ Chin Brotherhood ကို2023ဒီဇင်ဘာ30လို့30မှာဖွဲ့တာပေါ့နော်2021မှာကျွန်တော်တို့ CDF လို့စဖွဲ့လာတော့ကလည်းပဲ CDF ဒီလေးကတနှစ်လောက်ကျန်သူ့အတူပျောက်သွားလိမ့်မယ်လို့ထင်ခဲ့တဲ့ဒေါ်လှိုင်းရဲ့အဖွဲ့တွေရှိတယ်ပြောချင်တာကfunding မလုံလောက်လို့တော့လကောင်းအဖွဲ့အတွင်းမှာနေရာလူကြလို့တော့လကောင်းဒါမှလည်းပြည်သူလူထုမထောက်ခံတော့တော့လကောင်းဘယ်လုံနေကန်နေတဲ့လူငယ်တွေကအတွေ့အကြုံမရှိပဲထင်ရဆိုင်လို့တော့လကောင်းပေါ့နော်ဒီအဖွဲ့ဒီပျောက်သွားမယ် CDF လေးတွေဒီသူခဏနေကြပျောက်သွားမယ်အဖွဲ့ဆိုပြီးမှထင်ခဲ့ကြတယ်ပေါ့ဆိုတော့ CDF ဒီအားနေသွားတာအားရောသွားတာတော့ရှိပါတယ်ဘာညာပေါ့ဒါပေမဲ့2021မှာပျောက်သွားမယ်လို့ထင်တဲ့ CDF အကုန်လုံးဒီ2023 2024ထိရှိလာတာပဲရပ်တည်လာတာပဲ2023မှာစဖွဲ့လိုက်တဲ့ Chin Brotherhood ဒီနောက်2လ3လနေပျောက်သွားမယ်လို့ထင်တဲ့ဟာဒီနောက်တစ်နှစ်ကြာတဲ့ခါမှာမြို့ပေါင်း4-5မြို့လောက်တင်းလာတဲ့မြို့အဖွဲ့ဖြစ်လာတာပဲချင်းပြည်နယ်မှာတကယ်ခရိုင်မြို့တွေဖြူဟာတွေတက်ရင်တွေကိုဖြိုးတဲ့အဖွဲ့ဆိုရင် CP ပဲရှိပါတယ်ဆိုတော့ CP ကိုလည်းစဖွဲ့ချင်းမှာကြတော့AAU အားကိုးတဲ့အဖွဲ့လို့ပြောတယ်ပေါ့နော်မှန်တယ်တကယ်လည်းသူတို့ပြောတာမှန်ပါတယ်ကျွန်တော် AAU ရာခိုင်နှုန်းတော်တော်များများအားကိုးရတယ်အားကိုးခဲ့တယ်ပေါ့နော်ကျင်တွေးတိုက်ပွဲဆိုရင်ကျွန်တော်တင်80ရာခိုင်နှုန်း80ရာခိုင်နှုန်းက AA ပဲမတူပီတိုက်ပွဲဆိုရင်
50 60လောက်ဖြစ်လာတယ်မင်းတပ်တိုက်ပွဲဆိုရင်အေရဲ့ပါဝင်မှုက30 40လောက်ပဲရှိတော့တယ်ကမ်ပလက်တိုက်ပွဲဆိုရင်အေတယောက်မှမပါဘူးရသွားတာပဲဖလမ်တိုက်ပွဲဆိုလည်းအေတယောက်မှမပါဘူးပဲဆိုတော့ကနဦးအစမှာတော့ကျွန်တော်တို့ကတွဲခေါ်တယ်လို့ရှိရတယ်ပေါ့နော်ဟိုဘက်မှာအေဆိုလည်းပဲ KNA ကတွဲခေါ်ခဲ့တာပဲ CNF ဆိုလည်းပဲ KNA ကတွဲခေါ်ခဲ့တာပဲအဲ့လိုမျိုးတွဲခေါ်ရတဲ့ဒီအဲ့လိုအကူကြီးတွေပေါ့နော်ဝါရင်းတွေတော့ရှိတာပေါ့ကျွန်တော်တို့လည်းအဲ့လိုမျိုးကျွန်တော်တို့တော့ AA ပဲတွဲခေါ်ခဲ့တာပေါ့လေနော်ဆိုတော့ကိုချတော့ပေါ်ကိုရက်တည်နိုင်လာတယ်ဆိုတဲ့ခါကျရင်လူတွေကအတိမတ်ပြုလာတဲ့သဘောပဲအဲ့လိုမျိုးပေါ့ဆိုတော့ကျွန်တော်တို့ရဲ့အောင်မြင်မှုကျွန်တော်တို့ရဲ့စူးစမ်းအားထုတ်မှုကိုအတိမတ်ပြုတဲ့သဘောလို့ကျွန်တော်တို့မြင်တယ်လက်ခံတယ်ဒါ KNA ထက်မဟုတ်ပဲနဲ့ NUG နဲ့တွေ့တော့လည်းအဲ့လိုပဲကျွန်တော်တို့ရဲ့အောင်မြင်မှုကျွန်တော်တို့စူးစမ်းအားထုတ်မှုကိုသူတို့လည်းသိနေတယ်ပေါ့သူတို့ကတော့ထုတ်ဖော်ပြောဆိုပြီးမှကြီးမွန်းတာမျိုးရှိတယ်ပေါ့နော်အဲ့လိုမျိုးပေါ့လေအဲ့လိုမျိုးလဲကြုံတွေ့ရတာပေါ့ဆိုတော့အဓိကတော့ကျွန်တော်တို့ရဲ့အောင်မြင်မှုကျွန်တော်တို့ရဲ့ရုန်းကန်မှုကိုအတိမတ်ပြုတယ်လို့ပဲကျွန်တော်တို့မြင်တယ်ပေါ့အဲ့လိုမျိုးပါဟုတ်ကဲ့ပါဒါဆိုတော့အခုနဆရာပြောတော့တဲ့ဒီ NUG နဲ့လက်တခါတည်းအဲ့မှာတွေ့ဖြစ်တော့တယ်ပေါ့နော်ဆရာရဲ့ interview တချို့တွေမှာကျွန်တော်ကြားတယ်လို့တော့သူတို့ကဒီpre plan ပေါ့နော်ဒီလိုမျိုးNUG လည်းရှိမယ်ဆိုပြီးတော့အဲ့လိုမျိုးချူတင်ပြီးတော့တိထားပြီးတော့တွေ့တဲ့ meeting လို့တွေ့ဆုံမဟုတ်ဘူးလို့ကျွန်တော်ကြားတယ်ပေါ့နော်အဲ့ဒါဘယ်လိုနဲ့ NUG နဲ့လည်းတွေ့ဖြစ်သွားလဲဆိုတဲ့ဟာတစ်ချက်ပြောပြီးတော့ NUG နဲ့ရောဒီအခုနကျွန်တော်ပြောသွားတယ်ပေါ့နော်ဒီ formal not like commitments ဖြစ်ပေါ့နော်တခုဒီရောရှိလိုက်ပေါ့နော်အဲ့ဒီ NUG နဲ့တွေ့ဆုံတဲ့ဒီအကြောင်းလေးကိုနည်းနည်းလို့ကျွန်တော်တို့ sharing လုပ်ပေးပါလားNUG နဲ့ကတော့အဲ့လိုမျိုးပေါ့နော် originally plan လုပ်ထားတော့မရှိဘူးဟိုလိုတွေးကြမယ်ဆုံးကြမယ်ဆိုတော့ original plan တော့မရှိဘူးဒါပေမဲ့ဟိုကျွန်တော်တို့ရဲ့ primary ဖိတ်ခေါ်တာတွေးဆုံရခြင်းအကြောင်းရင်းကလည်းKNA ပဲဆိုတော့ KNA နဲ့ရင်တွေ့မယ်ပေါ့နော် KNA နဲ့တွေ့ပြီးရင်အဲ့ဒီမှာ NUG မှာသမဏရေးဆိုလည်းရှိတာပဲပေါ့နော်အဲ့ဒီမှာရှိတယ်လေနော်ဆိုတော့အဲ့ဒါနဲ့လည်းနည်းနည်းဝင်ရောက်တွေ့ဆုံနှုတ်ဆက်စကားပြောတာမျိုးကာရဝပြူတာမျိုးတော့လုပ်မဲပေါ့လေအဲ့လိုမျိုးတော့အချမ်းချင်းစဉ်းစားထားတာရှိတယ်ဒါပေမဲ့ကျွန်တော်တို့တွေ့ပြီးနောက်တနေ့မှာပဲဒီယာယီသမဏကြီးနဲ့တကွတခြားပြည်ထောင်စုဝန်ကြီးတွေရောစုစုစီစီနဲ့အကုန်လုံးတကယ်ဟိုနှုတ်ဆက်တာတက်ထင်ဟုတ်ပဲနေပေါ့နော်တွေ့ဆုံဆွေးနွေးအစည်းအဝေးတစ်ခုပုံစံကျွန်တော်တို့ဘက်ကလည်းလူတော်ဆုံးတယ်6ပွဲလုံးကလူဆုံးတယ် NUG ဘက်ကလည်းလူတွေများလာတယ်ပေါ့နော်အများလာဆိုတော့ခုနလိုမျိုးပေါ့လေစုစုစီစီပေါ့နော်ရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ဟိုပွဲရပုံမြိုင်သွားတာပေါ့တွေ့ဆုံပွဲလေးဖြစ်သွားတယ်ပေါ့ဆောစောအတွက်သဘောတူညီချက်ပါချက်မှာကျွန်တော်တို့ရဲ့ CP ရဲ့ချင်းကပုံမှာကကျွန်တော်တို့ကဟိုဆရွက်စာတန်းဒီကိုတိတ်အမိတဟဲပြူတဲ့အဖွဲ့မဟုတ်ဘူးဟိုလောက်ရက်နေပဲတစ်ဖက်အပြန်လန်လေးစားမှုနဲ့ပဲကျွန်တော်တို့စီးနှောင်ခြင်းနေပေါ့နော်ဟိုစာချုပ်စာတန်းနေစာရွက်တီမှာဆိုတော့ကျွန်တော်တို့အဖွဲ့ထဲမှာလည်းပြောဖြစ်တယ်စာရွက်စာတန်းစာချုပ်စာတန်းနဲ့ဒါပြောကြမယ်ဆိုရင်ဒီပင်လုံစာချုပ်လိုမျိုးတကယ်ကဘာတိတိုင်းတိပြည်တိစာချုပ်တွေရှိတယ်စာချုပ်ရှိတယ်ပေါ့နော်အဲ့ဒီမှာလည်းပဲ Federal ခွန်ကြီးဆိုတာကသူ့ဖြစ်သူ့ခါလောက်နေဆိုရင်အမြင့်ဆုံး Federal အာမခံချက်အပြည့်အဝထားခဲ့တဲ့ဒီစာပိုက်တွေလည်းပါတယ်ပေါ့လေအဲ့ဒါကိုလည်းတနိုင်ငံလုံးကရွေးချယ်ထားတဲ့လူကအားလုံးကသဘောတူညီပြီးမှလက်မှတ်ထိုးကြတယ်အဲ့ဒီပင်လုံစာအခု1948နောက်ပိုင်းကနေဥမာ1948ဆိုထားလိုက်ပါဦးပေါ့နော်1958 60ဝန်းကျင်လောက်ကနေစာပြီးမှဒီ2025တိဖြစ်ခဲ့တဲ့မြအကုန်လုံးကပင်လုံစာချုပ်ကိုလက်ကလေးထောင်ပြနေတယ်လို့ပဲဟိုလိုစာချုပ်တွေချုပ်ကြတယ်သဘောတူညီကြတယ်ဘာညာဆိုတာကလော့ရှိမြန်မာနိုင်ငံရဲ့ setting မှာပေါ့နော်တကယ် main player လို့ပြောလို့ရတဲ့စစ်ကောင်စီကကိုကရန်ကာရုပ်မှာအောက်တန်းကြတယ်ဆိုတဲ့အတွက်ကြောင့်စာချုပ်စာတမ်းဥပဒေရဲ့သဘောညွှန်ရတော့ကျွန်တော်တို့အလုပ်လုပ်လို့ရတဲ့ဟိုနိုင်ငံကြီးမဟုတ်ဘူးမြန်မာနိုင်ငံအခြေအနေอ่ะပေါ့နော်ကျွန်တော်တို့ဟိုကိုနီကိုဟန်နဲ့ရုံးကန်စူးစားတိဆောက်ပြီးမှာပဲအလုပ်လုပ်ရမယ်နိုင်ငံကြီးဖြစ်တယ်ပေါ့ဆိုတော့ပြီးတော့မှလည်းနောက်တစ်ခုကကျတော့ဒါကျွန်တော်တို့ပထမဆုံးချိန်တွေ့ဆုံကြတာဖြစ်တယ်အဲ့လိုဆိုတော့ပထမဆုံးချိန်တွေ့ဆုံမှုမှာကျွန်တော်တို့အကုန်လုံးဟိုဘယ်လိုပြောမလဲ
တကယ်secret ဒီအစာဖွင့်ပြောတိုင်းပင်ဆွေးနွေးတဲ့ရင်းနှီးမှုမျိုးcommitment ရှိမှုမျိုး transparent ဖြစ်မှုမျိုးမရှိသေးဘူးလေနော်ဒါကျွန်တော်တို့ရဲ့introduction mix တဲ့သဘောမျိုးအပြန်အလှန်တယောက်ကြောင့်တယောက်နားလည်ဖို့ကြိုးစားတဲ့အခြေအနေပဲလေနော်ပြီးတော့မှကျွန်တော်တို့မှာအိမ်စာအများကြီးပါလာတယ်ကျွန်တော်တို့မှာအလုပ်လုပ်ဆရာတွေပါလာတယ်ကျွန်တော်တို့ကအလုပ်လုပ်ပြီးမှနောက်တစ်ခါပြန်တွေ့မယ်ဆိုရင်အရင်ကတည်းကပို့တိုးတက်လာမယ်အရင်ကကိုယ့်ရဲ့အရွေသူ့အရွေနဲ့ကိုယ့်အရွေပေါင်းကြမယ်ပေါ့နော်ပြီးရင်ကျွန်တော်ပြန်သွားမယ်အလုပ်ဆက်လုပ်မယ်နောက်လေကတစ်တွေနောက်အရွေဖြစ်တဲ့အပေါ်မှာပဲကျွန်တော်တို့ပြန်ပူပေါင်းချိတ်ဆက်ပြီးအလုပ်လုပ်ကြမယ်ပေါ့နော်အဲ့လိုမျိုးပဲကျွန်တော်တို့ကတော့ချင်းကတ်ချင်းတယ်အလုပ်လုပ်တာနဲ့တွားချင်းတယ်ပေါ့နော်အဲ့လိုမျိုးဆိုတဲ့အတွက်ကြောင့်စာချုပ်တာမျိုးဘာမျိုးကကြတော့ဖြစ်လာနိုင်ပါတယ်နောက်9နှစ်10နှစ်ကျန်အလုပ်ပုံစံမျိုးပေါ့နော်ဒါပေမဲ့လောလောဆယ်တော့အလုပ်လုပ်ပဲလို့တာပါဆိုတော့ကျွန်တော်တို့အရွေးဖြစ်ဖို့ပိုင်းအလုပ်ဖြစ်ဖို့ပိုင်းကိုပဲပို့ဥစားပေးအာရုံစိုက်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်နောက်ထပ်တွေ့ဖို့ရောပြောဖြစ်ချက်တယ်လားပေါ့နော် NUG ဖြစ်ဖြစ် KA ဖြစ်ဖြစ်တွေ့ရမှာပဲတွေ့ကြမှာပဲကျွန်တော်တို့ကဘယ်လာမှာတော့ပြန်တွေ့ကြမယ်လို့တော့ date တွေပါမတတ်မှတ်ခဲ့ဘူးပေါ့နော်ဒါပေမဲ့ခုနပြောသလိုကျွန်တော်တို့ပုံမနီးကတဲ့ပူပေါင်းဆက်ဆံရေးကလက်တွဲလုပ်တာမျိုးတွေရှိလာမှာဆိုတော့တွေ့ရမှာပဲမတွေ့လို့မရဘူးလေအလုပ်မလုပ်ကြဘူးဒီတိုင်းပဲဝီလီဝါလာလုပ်နေကြတယ်ဆိုတော့မတွေ့ဖြစ်ကြဘူးပဲနေမှာပေါ့အဲ့လိုမျိုးနေမှာပေါ့ဟုတ်ကဲ့ဒါဆိုတော့ဆရာ personal အနေနဲ့မေးကြည့်မယ်နော်ဘူချုပ်ကြီးကွန်မော်လို့ people NUG ရဲ့အခု president ပေါ့နော်တို့ရင်းနဲ့တွေ့ကြတော့ဆရာအချင်းနဲ့ဆရာအမင်းပေါ့နော် personal experience လေးပေါ့နော်ဘူချုပ်ကွန်မော်ဆိုတော့ကွန်မော်ကျွန်တော်တို့ကြားကြရတယ်ပေါ့နော်တကယ်ဒီ managing စံတော့တွေ့တယ်အဲ့ဒီအချိန်မှာရောဘယ်လိုမျိုးလဲexperience နဲ့ share ပေးပါပေါ့နော်ထင်တာထက်ပေါ့နော်ဘယ်လိုပြောမလဲသူတို့အသက်ဖြစ်ပေါ့နော်ကိုထင်ထားတာနဲ့တွေ့တော့ကိုချတာရောရှိလာပေါ့နော်သူကိုရဲ့ experience တွေတစ်ချက်ဒီဘူချုပ်ကွန်မော်နဲ့ဒီ NUG president တွေ့တဲ့ personal experience လေး feeling လေးတစ်ချက်sharing လုပ်ပေးပါလားဆရာဘူချုပ်ကွန်မော်နဲ့ပတ်သက်လို့ကတော့ဒါကျွန်တော်တို့ထက်အများကြီးတကြီးဝါကြီးတဲ့လူတွေပါဘူချုပ်ကွန်မော်နဲ့ပတ်သက်မှာကျွန်တော်ခံစားရတာပေါ့နော်ကျွန်တော်မြင်ရတာတော့သူကတော်တော် fresh ဖြစ်တယ်ပေါ့တော်လက်ဆက်တယ်နှုတ်ပြိုတယ်တက်ကြွတယ်စကားထက်တာမှုရှိတယ်ပေါ့နော်ကျွန်တော်တို့ထင်ထားတာတော့လူကြီးတွေတဘောက reserve ဖြစ်တယ်လေနော်နည်းနည်းreserve ဖြစ်တယ် mature ဖြစ်တယ် stable ပေါ့နော်တည်ငြိမ်နေအဲ့လိုမျိုးချင်းနဲ့အဲ့လိုအေးစီစကားပြောမယ်ပုံစံမျိုးပေါ့နော်ထင်တာပေါ့လေသူကတော့တော်တော်လေးကိုလက်ဆက်ဖြစ်တယ်တက်ကြွဖြစ်တယ်စကားထက်သန်မှုရှိတယ်လူငယ်နည်းနည်းတော့စံတယ်ပြောရမလားအဲ့လိုမျိုးတော့ဖြစ်တာတွေ့ရတယ်ပြီးတော့မှတခုရှိတာတော့သူကချီ KIA ဆိုတော့ကချင်ပေါ့နော်ကချင်ဆိုပေမဲ့လည်းကချင်လူမျိုးထဲတော့သူမစင်စားဘူးကချင် data ထဲတော့မစင်စားဘူးသူတို့ကကချင် data နဲ့ဟို sub state ပေါ့နော်ကချင် sub state နဲ့ကချင် state ကိုပြောတဲ့အခါကျမှလည်းအဲ့အထဲမှာရှိတဲ့ရှမ်းတွေအတွက်ဗမာတွေအတွက်ရခိုင်တွေအတွက်ဂျာနဲ့တိုင်းရင်းသားအကုန်လုံးအတွက်သူတို့ပြဝစဉ်းစားပေးတာမျိုးရှိတယ်ကချင်ပြည်နယ်အကြောင်းကချင် sub state အကြောင်းပြောမှဆိုရင်ပေါ့နော်တစ်ဆက်ထဲမှာလည်းပဲသူတို့ကတနိုင်ငံလုံးအတိုင်းအတာနဲ့ဒီစစ်အာဏာရှင်အတွက်ဆိုတဲ့ဟာမျိုးပေါ့နော်တော်လေးထဲပုံပဲစဉ်းစားတယ်ဘယ်လိုပြောမလဲ far and wide ပေါ့နော်ဝေးလဲစဉ်းစားတယ်ခြေပြန့်လဲစဉ်းစားတယ်စိတ်အားထက်သန်မှုရှိတယ်လက်ဆက်တက်ကြွတယ်ပေါ့နော်အဲ့လိုမျိုးမြင်ရတယ်ဆိုတော့ကျွန်တော်တို့လည်းအများကြီးဝမ်းသာတာပေါ့နော်ဝမ်းသာတယ်စိတ်အားတက်ကြွမှုရှိတယ်သမရာကြီးကြတော့ကျွန်တော်မြင်တာကသမရာကြီးတို့ကလည်းရှိလာမှာသူ့မှာက aura တစ်မျိုးပေါ့နော် aura တစ်မျိုးရှိတယ်တကယ်သူရဲ့ပြောဆိုတဲ့စကားတန်နဲ့အမှုအရာမှာကိုကချစ်ခင်စရာကောင်းတယ်ယုံကြည်ခြင်းစိတ်ပေါ့နော်အဲ့လိုမျိုးဒါကျွန်တော်တို့သမရာကြီးအပြင်မှာပထမဆုံးချိန်တွေ့ဖူးတာပဲပိုချုပ်ကော်မော်ဆိုရင် interview ဒီခဏကြည့်ဖို့ရလေနော်ဟိုးအရင်ကတည်းကပဲကြည့်ဖို့ရလေသူကလည်းရှိလာဆိုတာကကျွန်တော်အခုမှပဲ
တွေ့ဖူးတာဆိုတော့ဟိုတမန်တိုင်းကြတော့လေ interview တွေခဏခဏမှဖြေဘူးလေနော်ဟို media ရှေ့မှာထွက်လာတယ်ဆိုတာလည်းနည်းနည်းနဲတယ်ပေါ့ဆိုတော့သူ့ရဲ့ပုံရိပ်သဘောမျိုးတိတ်မမြင်ရဘူးပေါ့နော်တခြားကောင်းဆောင်တွေနဲ့ထက်ဆိုင်တိတ်မတွေ့ရဘူးပေါ့ family အတိတ်မဖြစ်ဘူးပေါ့ဒါပေမဲ့အပြင်မှာတွေ့တဲ့ခါကျတော့ဟိုတကယ်ရင်းနှီးတဲ့သူ့ရဲ့အလီတန်မှာအစပေါ့နော်ဒါဘယ်လိုပြောမလဲဟိုကျွန်တော်တို့ကဘယ်လိုပြောမလဲပျောက်သောသားပြန်လာတယ်လို့ပေါ့နော်အဲ့လိုမျိုးကိုယ့်ရဲ့ဖခင်လိုမျိုးပေါ့အဲ့လိုမျိုးအေးပါအေးပါရင်းနှီးမှုတစ်ခုလိုမျိုးတော်တော်ကြီးပြီးတော့မှသူတို့ရဲ့ကျွန်တော်မှာကျတော့ကျွန်တော်ရဲ့ personally ကတန်ဖိုးထားတာကဒီ integrity ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့တော်တော်တန်ဖိုးထားတယ်ပြီးတော့မှဒီ committed ဖြစ်တာ conviction တခုရှိတာပေါ့နော်ဆိုတော့အဲ့ဒီ integrity သဘောမျိုးconviction ပေါ့နော် committed ဖြစ်တာမျိုးဟိုအဲ့ဒါကိုကျွန်တော်ခံစားတယ်အဲ့ဒါတော့ကျွန်တော်ဟိုလူဆိုတာချမ်းတန်မဟုတ်ပညာလက်တာတန်ပွဲထထရရင်လည်းရနေမှာပေါ့နော်ရလည်းကောင်းတာပေါ့ဒါပေမဲ့အဲ့ဒီအရေးကြီးဆုံးကျွန်တော်တို့ကတော့ဒီ integrity နဲ့ဒီ commitment ပေါ့နော် conviction ဖြစ်တာအဲ့ဒါကိုကျွန်တော်တို့ကောင်းကောင်းခံစားလို့ရတယ်သူတို့နှစ်ဦးလုံးစီရပေါ့နော်အဲ့ဒါတော့တော်တော်ဝမ်းသာအားရတာပေါ့ရှင်းနေပြီတော့ဟုတ်ကဲ့ဘာဒါဆိုတော့ကျွန်တော်တို့ဒီဆရာ KIA တွေးဆုံတော့တဲ့အကြောင်းတွေတော့ကျွန်တော်တို့ထားခဲ့ပြီးတော့ဒီ CB အကြောင်းတစ်ချက်လို့ကျွန်တော်နည်းနည်းမေးချင်တာရှိလို့လေအခု Chin Brotherhood ဆိုတာဘယ်လိုမျိုး alliance လေးပေါ့နော်ဆိုတော့ကျွန်တော်မေးချင်တာဒီ NATO ပေါ့နော် NATO တော့ BRICS တော့ EU တော့ဆိုတော့တို့က NATO ကြတော့ဒီ defense ပေါ့နော်အလိုမျိုးmilitary ပေါ့နော်ပြီးတော့ EU ဆိုတော့စီးပွားရေးလိုမျိုးပေါ့နော် BRICS ဆိုလည်းလိုပဲဆိုတော့ CB ကရောဘယ်လိုမျိုးအဖွဲ့လေပေါ့နော်ကျွန်တော်ဘာဖြစ်လို့မဲလဲဆိုတော့ဒီ CNDF နဲ့ဒီ CDF ဟောငေါ်ရမ်ခေတုံးက CB ကဒီတိတ်ပြီးတော့ပါဝင်မှုမရှိဘူးအခု CDF မရာနဲ့ MDF ဖြစ်တဲ့ဟာမှာလေအဲ့မှာလေဒီစစ်ရေးနဲ့ပတ်သက်ပြီးတော့ကြီးပေါ်ပါဝင်မှုမရှိဘူးဆိုတော့ကျွန်တော်သိတော့လေအဲ့လိုမျိုးမပါဝင်ဘူးဆိုတော့ CB ကဘယ်လိုမျိုးအဖွဲ့လေပေါ့နော်ဘယ်လိုမျိုး alliance လေဆိုတော့ကျွန်တော်တို့တစ်ချက်နဲ့ရှင်းပြပေးလို့ရမလားကျွန်တော်တို့ CB ကိုလည်းကျွန်တော်ကတော့အရန်အထင်မကြီးဖို့ပေါ့နော်တခုอ่ะပေါ့လေကျွန်တော်တို့အနေနဲ့ကဟိုအောင်မြင်မှုတွေရတယ်ပေါ့နော်အောင်မြင်မှုတွေရတော့ညာလည်းပဲဒါကျွန်တော်တို့CB အကုန်လုံးအတွက်ကောတစ်ဖွဲ့ချင်းစီအတွက်ကောဒါ reminder တခုပေါ့နော်ဟိုဘယ်လိုပြောမလဲ ambitious မဖြစ်ဖို့ဟိုအောက်ချင်မလို့သွားဖို့ပေါ့နော်တကယ်တော့ကျွန်တော်တို့အဖွဲ့မှာကိုကပြန်လဲတိဆောက်ဖို့ပြင်ဆင်ဖို့အများကြီးလိုတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေပေါ့လေဆိုတော့ကျွန်တော်တို့ရဲ့အခြေအနေရလဲဟိုကျွန်တော်တို့ရဲ့အခြေအနေရကိုကဟိုဘယ်လိုပြောမလဲဟိုအချင်းချင်းစူပေါင်းလှုပ်ဆောင်တဲ့အချိန်မှာဟိုဘယ်လိုပြောမလဲဟိုဒီဆောက်ဖို့တွေအဲ့လိုပြင်ဆင်ဖို့တွေပေါ့နော်အများကြီးရှိသေးတယ်ပြီးတော့မှဟိုအချင်းချင်းစူပေါင်းလှုပ်ဆောင်မှုမှာအစားပေါ့နော်အများကြီးလိုအပ်တာတွေရှိသေးတယ်ဟိုဒီဆောက်ဆရာတွေရှိသေးတာပေါ့လေအဲ့လိုမျိုးပါဆိုတော့ကျွန်တော်တို့အနေနဲ့ဟိုတဖြည်းဖြည်းပေါ့ bottom up ပေါ့နော်အဲ့လိုဆိုကျွန်တော်တို့ကတော့ဟိုစိတ်ရှည်ဖို့လိုတယ်အလုပ်ဆက်လုပ်နေဖို့လိုတယ်ပေါ့နော်အဲ့လိုမျိုးပါခဏလေးနော်ခဏလေးโอเคအခုတော့ကျွန်တော်တို့slide ရောမှာ spokesperson of Chin Brotherhood နဲ့ interview လုပ်နေတာဖြစ်ပါတယ်ကြည့်ရှုကြတဲ့ဒီမှာအကောင်လုံးကြည့်ရှုကြဒီ interview ကြည့်ရှုနေတဲ့ချိန်မှာ live ကိုခဏလေး3စက္ကန့်5စက္ကန့်ဖြစ်ပေါ့နော်အချိန်ယူပြီးတော့ share လုပ်ပေးကြပါဆိုတော့ကျွန်တော်ဒီကနေခေခဏလေးနော်ကျွန်တော် comment တစ်ချက် okay ရပြီဟုတ်ကဲ့ရပါပြီခင်ဗျခုဒါဆိုတော့ကျွန်တော်ဆရာအဲ့ဒီကျွန်တော်ဆရာပြောတာနားလို့လေရတာမဲ့ပေါ်တော့တိတ်မ clear တဲ့ပုံစံနဲ့ကျွန်တော်ဖြစ်နေတော့လေအဲ့ဒါဟုတ်ကဲ့ပါအဲ့ဒါတော့ဘယ်လိုပြောမလဲအခုကိုယ့်ရဲ့ member တစ်ခုကိုတယောက်က
la tailo chin defense phe ma ro pa win me elumu hari bono sway thara ri shi la bono elumu ha era leo to chalo ne thap pyo pe lo yam la ဟိုကျွန်တော်တို့မှာကဟိုအများကြီးဆင်ခြင်စရာတွေရှိတယ်တုံးသက်စရာတွေရှိတယ်ပေါ့အဲ့လိုမျိုးပါပြီးတော့မှဒါကလည်းကျွန်တော်တို့ရဲ့ဟိုစီကြီးပိုင်းဆိုင်ရာဆိုတော့ဟို CB ရဲ့စီကြီးတောက်လျှောက်လုံးဆိုကျွန်တော်အများကြီးပြောလို့မရှိဘူးပေါ့နော်အဲ့လိုမျိုးပေါ့အဲ့ဒါကြောင့်လည်းပါပါတယ်ပြီးတော့မှတစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်ဟိုကျွန်တော်တို့ဒါ inter art type ပါမယ်ဆိုရင်ချင်းပြည်မှာဒီထက်မကအများကြီးသွေးချောင်းစီးသွားလိမ့်မယ်သွေးချောင်းစီးတဲ့ခါကျရင်ဟိုမှာကျွန်တော်တို့ကအချင်းချင်းဟိုတကယ်နော်ဟိုစိတ်ကောင်းစီကိုရင်ဆိုင်တယ်လို့မျိုးပေါ့နော်တကယ်အင်တာအားထုတ်ကြပြီဆိုရင်ပြည်သူဒီမှာပဲတအားထိခိုက်နေတာသွားတဲ့အပြင်ရန်ညှိုးအာဃာတတွေများလိမ့်မယ်ဒီပွဲမှာကျွန်တော်တို့ကစစ်ပွဲအရနိုင်သွားပြီမယ်လည်းပဲလူထုရဲ့ခံစားချက်မှာပြည်သူရဲ့ရင်ထဲမှာကအနာတရားတွေနဲ့ဆိုတော့စစ်ပွဲမနိုင်သွားလိမ့်မယ်ပြည်သူတွေထဲမှာဆုံးရှုံးသွားလိမ့်မယ်အခုဖြစ်ပြနေတာပဲကြည့်ပါကျွန်တော်တို့ဒါကောင်းကောင်းအင်တာအားတက်ဝင်မယ်ဆိုရင်ကျွန်တော်တို့နိုင်နေဆိုတာကအရှုံးမဲ့ဖြစ်မှာဟိုဆိုတော့မှကျွန်တော်တို့ကြားထဲမှာကအရင်ကထက်ပိုကြီးမားတဲ့ကွာခြားမှုပိုကြီးမားတဲ့အာဃာတပိုကြီးမားတဲ့ရန်ညှိုးပိုကြီးမားတဲ့ကလေးစားချေလို့စိတ်ဒီပဲပိုကြီးလာလိမ့်မယ်အဲ့ဒါတွေကိုကျွန်တော်တို့ကနိုင်ပွဲလို့မတတ်မှဘူးပေါ့နော်ဆိုတော့ဟိုဘာဝင်မယ်ဆိုကျွန်တော်တို့တောက်လျှောက်အလုပ်လုပ်တဲ့အချိန်မှာတော့ကိုယ့်ရဲ့ scope ပေါ့နော်ကိုယ့်ရဲ့ capability ကိုယ့်ရဲ့ scope ကိုယ့်ရဲ့ strategy ရမှာကျွန်တော်တို့ဖြည်းဖြည်းပဲသွားချင်တယ်ဟိုဒီငြိမ်သွားချင်တယ်စနစ်တကျကျွန်တော်တို့အောက်ခြေကနေပဲဟိုကြစ်လေးပြမတဖြည်းဖြည်းချင်းတက်လာချင်တယ်ပေါ့လေဆိုတော့တချို့နေရာတွေမှာဒီကာလတလျှောက်လုံးမှာကျွန်တော်တို့ဒီဝေဖန်တာတိုက်ခိုက်တာထိုးနေတာမျိုးခံရတာပဲပြီးတော့မှကျွန်တော်တို့အနေနဲ့အများကြီးချို့တဲ့ဆင်းရဲတဲ့အခြေအနေနဲ့ရုန်းကန်တာပဲဆိုတော့ဒါပေမဲ့ဟိုကျွန်တော်တို့ရဲ့ယုံကြည်မှုကောင်ကကျွန်တော်တို့ရဲ့ရုန်းကန်မှုကျွန်တော်တို့ရဲ့အလုပ်ပေါ်ကျွန်တော်ယုံကြည်တယ်ကျွန်တော်တို့ရဲ့ဥပမာဆိုကျွန်တော်တို့ဒါယူသားဖြုံးမမှုမရှိဘူးဆိုရင်ဒီအလုပ်ပဲလုပ်လို့ရမှာလဲမင်းတက်မှာဘယ်ဒီသူလက်ခံမှာလဲဟိုဘယ်လိုလုပ်နေလို့ရမှာလဲဆိုတော့ဟိုဒီလိုမျိုးပေါ့ပြန်ချင်းချင်တာရှိတယ်ကိုယ်စိတ်ဆန္ဒကိုအမြဲတမ်းဖယ်ထားပြီးမှဟိုဒီလိုမျိုးအရေးကြီးလာတယ်လေပေါ့နော်အရေးကြီးလာလေကိုဟို calm down ဖြစ်ရမယ်ပြီးတော့မှဒီ thinking ပေါ့နော် logical thinking strategic thinking ဒီနဲ့ဟို step by step ပေါ့နော်ကျွန်တော်တို့ကဘယ်လိုပြောမလဲဟိုsteady ပေါ့နော် slow and steady လှုပ်ရှားဖို့ပဲအဲ့လိုမျိုးပဲစိတ်ကူးရှိပါတယ်ဆိုတော့ခုနလိုမျိုးဟိုနိုင်နေဆိုတာကနိုင်နေကိုရှုံးနေမှာဖြစ်သွားအောင်ချင်းပြည်သူတွေကြားထဲမှာအများကြီးတွေးချောင်းစီတာမျိုးဖြစ်မသွားအောင်တစ်စက်ထဲမှာလည်းဟိုတခြားအဲ့လိုရှူတောင်းနေများနဲ့ငဲ့ညာစရာစဉ်းစားစရာရှိတယ်လေနော်ဆိုတော့တခါလေအဲ့လိုမျိုးတွေပါအဲ့ဒါမျိုးတွေလည်းပါတာပေါ့ပြီးတော့မှဒါကျွန်တော်တို့ရဲ့စီကြီးလုတ်ဆောင်မှုတွေအတွင်းရေးတွေဆိုရင်ကျွန်တော်တို့ကငကိုကလေးမှာပြောလို့မရှိဘူးလေနော်အဲ့ဒါကြောင့်လည်းဖြစ်ပါတယ်โอเคပါအဲ့ဒါကျွန်တော်မဲရဆိုတော့ဒီ CNDF လည်းဖြစ်ပေါ်တယ်ပြီးတော့ဒီ MDF နဲ့လည်းဖြစ်ပေါ်တော့ CB ဖတ်ရောမပါဘူးအဲ့လိုမျိုးမဲတာဆိုတော့ CB ရဲ့ policy alliance structure ကျွန်တော်တစ်ချက်သိချင်လို့ပေါ့နော်အဲ့ဒါမဲတော့ဖြစ်ပါတယ်ဒါဆိုတော့ဆရာလည်းသိတဲ့ time ပဲပေါ့နော်အခုဒီမဲ online ကဒီ election လုပ်ဖို့အစီအစဉ်ရှိတယ်ပေါ့နော်အဲ့ဒီ election လုပ်ဖို့အစီအစဉ်ရှိတဲ့ဟာမှာဒီ CB control တဲ့နေရာမှာပါတဲ့ဒီ mandate တော့ဘောနော် palawa တော့ဒီအဲ့ဒီဟာတွေလေ state of emergency မှာမြောက်နိုင်ဘောနော် state of emergency မှာစီရင်ထည့်လိုက်တယ်ဆိုတော့အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ဒီ CB ကဒီချင်းပြည်နယ်မှာဒီရွေးကောက်ပွဲမလုပ်နိုင်အောင်တခုလောက်တာဘောနော် plan တွေရှိလားဘာတွေလုပ်လဲပေါ့နော်ဒီလက်ရွေးကောက်ပွဲကောင်းလည်းမဖြစ်နိုင်အောင်ဆိုတာတစ်ချက်အဲ့ဒီအကြောင်းနဲ့တစ်ချက်ပြောပြလို့ရမလားဟာလွဲပါတယ်ဆိုတာကဟိုကျွန်တော်တို့ကဒီ state of emergency ကြီးညာတာရောဒါအဲ့လို military ပေါ့နော်အဲ့လိုစစ်အုပ်ချုပ်ရေးကြီးညာတာရောပေါ့နော်အဲ့ဒါတွေကိုကျွန်တော်စိတ်ထဲမှာတော့ဘလို့မှမနေဘူးဘလို့ပဲကြီးညာပေါ့သူချာတော့ထုတ်ချင်တာထုတ်ပါစေပေါ့ဟိုတကယ်ဘယ်လို action ရှိမလဲအလုပ်လုပ်ချာပါရှိမလဲဆိုတော့
စိတ်ဝင်စားတယ်ပေါ့အဲ့ဒါပဲပြင်ဆင်နေတယ်ပေါ့ရွေးကောက်ပွဲဆိုတာလည်းပဲကျွန်တော်တို့ကဘလောက်ပဲဖြစ်မှာပဲဆိုတာသူတို့အနေနဲ့ထားမြောက်ကြောင်းလုပ်မှာပဲဆိုတော့ရှင်းပြောမယ်ဆိုရင်လူ3-4ယောက်ကတော့အချိန်မရွေးလုပ်လို့ရမှာပဲမင်းရွေးကောက်ပွဲတစ်ခုမင်းလာပြအောင်လေဆိုတော့တစ်ဖက်မှာလည်းပဲကျွန်တော်တို့ကအခုနလိုမျိုးဆော့ပြောတဲ့ချုပ်တီးဖို့လို့လဲဆိုဥပမာတစ်ခုပြောမှာနော်ရွေးကောက်ပွဲလုံးဝမဖြစ်အောင်ကျွန်တော်တို့ကမိုင်းခွဲမယ်ပေါ့ပြစ်မယ်ပေါ့ခတ်မယ်ပေါ့အမိရှို့မယ်ပေါ့ဆိုတော့မျိုးတွေကကျွန်တော်တို့ကပြောရမှာလားလောတကယ်လောက်ရမှာလားလောက်เสียလားပြောเสียလားပေါ့လေဒါဆိုရင်တကယ်ရွေးကောက်ပွဲမှာလာတဲ့လူတွေဘာပဲပြောစစ်ကောင်စီကိုထောက်ခံတဲ့လူပဲဖြစ်နေပါစေအောင်ဘယ်လိုပြောမလဲ civilian တွေလေလက်မကန်တဲ့လူတွေလေလက်မကန်တဲ့လူတွေကိုကျွန်တော်တို့ကတကယ် civilian area တွေသွားပြီးမှဘာလုပ်မယ်ညာလုပ်မယ်ဆိုတာမျိုးတွေကထုတ်ပြောစရာမှမဟုတ်တာလုပ်စရာမှမဟုတ်တာဆိုတော့ကျွန်တော်တို့မှာကကျွန်တော်လုပ်နိုင်တာအများကြီးရှိတယ်ကျွန်တော်တို့လှုပ်ရှားနေတာအများကြီးရှိတယ်ကျွန်တော်တို့တကယ်ဒီရွေးကောက်ပွဲနဲ့ပတ်သက်လှုပ်ရှားနေတာဆိုရင်နီလာဘုတ်ထောင်လောက်ရှိတယ်အဲ့ဒီထဲမှာကအသင့်တော်သူလူမျိုးအစင်ပြေသူလူမျိုးစဉ်းစားမှာပဲလေအဲ့ဒါတွေလည်းကျွန်တော်တို့က line ပေါ်မှာကျွန်တော်တို့ဒီလိုလုပ်ဖို့ရှိပါတယ်ဆိုရင်မှသွားပြောဖို့မှမဟုတ်ပဲလို့ပြီးတော့မှခုနလိုမျိုးပေါ့ဒါဘသူပဲထောက်ခံပြည်သူကအဲ့ဒါနဲ့ဆိုတော့သူတို့ကလက်နဲ့မဲ့တဲ့ civilian ပဲလက်နဲ့မကန်တဲ့ civilian ပဲဆိုတော့အဲ့ဒါကိုကျွန်တော်တို့ကလက်နဲ့ကင်တဲ့လူတွေကထင်ရသွားဆိုင်လို့မရဘူးသူကသူမင်း online ထောက်ခံနေဆိုရင်တော့မှလေနော်အဲ့လိုမျိုးတော့ရှိတာပေါ့ဟုတ်ကဲ့ပါဒါဆိုတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဗောနော်ကျွန်တော်CNA ဖက်က Colonel Solomon တို့ကျွန်တော်လည်းမေးသွားတယ်အဲ့မှာသူပြောတော့တဲ့ဟာလေကျွန်တော်ဒီဆရာကိုလည်းကျွန်တော်မေးချင်တာပါလေဆိုတော့ရွေးကောက်ပွဲမှာ win ဖို့ဆုံးဖြတ်တော်တဲ့ party ပေါ့နော် party လေအခုကျွန်တော်တို့ချင်းမှာ party win ဖို့သူတို့ register တွေလည်းအကုန်လုံးရသွားပြီဆိုတော့အဲ့ဒီရွေးကောက်ပွဲ win ဖို့ဘောနော်စိတ်ရှိပြီးတော့လောက်နေတဲ့ကျွန်တော်ချင်းအမျိုးသားတွေကိုဒီပြောစရာဘယ်လိုပေါ့နော်မလောက်ချပါနဲ့ဖြစ်ပေါ့နော်တခုခုပြောစရာရှိလာပေါ့နော်သူတို့နည်းနည်း message ပေါ့နော်ဒီဘာကြောင့်လဲဆိုတော့သူတို့ကအဲ့လိုမျိုးဒီအများဖြစ်တော့ဟာခါနဲ့ဒီမှာပေါ့တော့ဖြစ်နိုင်ပါလေဆိုတော့အဲ့မှာဝင်မဲ့ရွေးကောက်ပွဲမှာဝင်ဖို့အစီအစဉ်ရှိတယ်ကျွန်တော်တို့ချင်းညီကိုရီပေါ့နော်အဲ့မှာပြောစရာရှိလာပြီးတော့သူတို့အတွက်ရော CB အနေနဲ့တခုခုပေါ့နော်ချင်းချုပ်တာတော့မဟုတ်ဘောနော်ဒါပေမဲ့ဒီတိတ်ပွဲလုံနေတဲ့ချိန်မှာအဲ့လိုမျိုးမဝင်ရဘူးဆိုပြီးတော့တခုခုပြောစရာရော CB အနေနဲ့ policy ပဲဖြစ်ဟိုကင်ထားတဲ့ပေါ့နော်တခုခုpolicy လူမျိုးရောရှိလာအဲ့လိုမျိုးရွေးကောက်ပွဲဝင်တဲ့လူတို့ရောကြောက်စရာရှိလာ CB ဖက်နဲ့ပတ်သက်ရင်ချင်းပါတီနှစ်ခုရှိတယ်ပေါ့နော်ကျွန်တော်တို့ကပါတီအဲ့ဒီရွေးကောက်ပွဲမှာဝန်ပြိုင်တဲ့ပါတီကဘလို့ပါတီလဲဘသူတွေလဲရှင်းပြည်အတွက်ဘာလုပ်ပေးမှလဲဆိုတာမျိုးကိုနည်းနည်းမှစိတ်ဝင်စားပါတီကိုလည်းစိတ်ဝင်စားဘူးအဲ့ဒီပါတီကလူတွေကိုလည်းစိတ်ဝင်စားဘူးဆိုတော့သူတို့နဲ့ပတ်သက်မှာဘာမှလည်းပြောစရာမရှိဘူးပေါ့နော်သူနဲ့ပတ်သက်ပြီးဆွေးနွေးတာပြောတာမျိုးဆိုလေကုန်တာပဲဘာလို့မှလည်းချင်းပြည်သူတွေအကုန်လုံးတည်ပြီးသားပဲဒီယုံကြည်မှုကိုယ့်ရဲ့လူမျိုးပေါ့နော်ဒေတာခံပြည်သူဒီအပေါ်စေတနာထားလုံနိုင်ကနေဘာလဲဆိုတော့နိုင်ငံရေးပါတီတစ်ခုဆိုတာကပြည်သူလူထုရဲ့ကောင်းကျိုးပေါ့နော်အများကောင်းကျိုးကိုလုပ်ချင်တဲ့အဖွဲ့အစည်းတစ်ခုပဲလေဆိုတော့အဲ့ဒါတစ်ခုမှလည်းမတွေ့ပါဘူးရှိလည်းမရှိအောင်ဖြစ်မှလည်းမဟုတ်ဘူးဆိုတာဒါအကုန်လုံးသိနေတာပဲဆိုတော့ကျွန်တော်တို့ဘာလို့လေကုန်ခံမိမှဆွေးနွေးနေမှလဲအဲ့လိုမျိုးပါပဲဟုတ်ကဲ့ပါဒါဆိုတော့ကျွန်တော်နားလည်ပါတယ်ဒါဆိုတော့ကျွန်တော်အဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ခုမြောင်လိုင်းကဒီကချင်ဖြစ်ဘောနော်ကရင်ဖြစ်ဒီရခိုင်ဖက်မှာလည်းခုဆိုတော့full force လူမျိုးနဲ့တွားနေတယ်ပေါ့နော်ဆိုတော့အဲ့ဒီလူမျိုးနဲ့ကျွန်တော်တို့ချင်းပြည်နယ်ကိုဒီမြောင်လိုင်းကအခုလူမျိုး full force နဲ့ဒီ military ပေါ့နော်နဲ့သူin our tape ပြီးတော့ချင်းပြည်ကိုတက်လာလို့ရှိရင် CB အနေနဲ့ဒီ CB control တဲ့နေရာတွေမှာ defense capability ရှိလား
အဲ့လိုမျိုးသူလောက်လာမယ်ဆိုပြီးတော့စစ်စင်ရောဘောနော်ရှိလားဘယ်လို defense မလဲဆိုပြီးတော့ရောတွတ်ထားတာရှိလားအဲ့ဒီဟာအကြောင်းလေးနဲ့ကျွန်တော်တို့နည်းနည်းအဲ့ဒီအကြောင်းနည်းနည်းတုံ့တက်ပြပါလားဟိုကျွန်တော်တို့ရဲ့ဟိုဆော့ကျွန်တော်ပြောခဲ့တီဆောက်ရမယ်အလုပ်လုပ်ရမယ်ဆိုတော့လည်းအဲ့ဒါပါတာပေါ့ဘာလို့လဲဆိုတော့ကျွန်တော်တို့နားလေတယ်လေဟိုစစ်ကောင်စီကဟိုသူ့မောင်းထုတ်ထားတဲ့သူ့တိုက်ထုတ်ထားတဲ့နေရာပဲပြန်ထိုးစစ်ဆင်ပါဦးဆိုတော့စစ်ကောင်စီဟာခောက်ထိုးစစ်ဆင်မှာမဟုတ်ဘူးစစ်ကောင်စီထန်တလန်ကိုထိုးစစ်ဆင်မှာမဟုတ်ဘူးစစ်ကောင်စီထိုးစစ်ဆင်မယ်ဆိုရင်မင်းတပ်တို့ဖလမ်တို့ကိုပဲဦးတည်မယ်ကမ်ပလက်တို့ပဲဦးတည်ပြီးထိုးစစ်ဆင်မှာအောင်မတူပြီးလိုမျိုးပေါ့နော်ဆိုတော့ကျွန်တော်တို့မှာကတကယ်ဟိုတောင့်ခံနိုင်ပြီလားဆိုရင်ဟိုဒါက relative ဖြစ်တယ်လေနှိုင်းရသဘောဖြစ်တယ်ပြောချင်တာက10ရောက်လောက်နဲ့တက်လန်တော့ကျွန်တော်တို့ချမှာပေါ့ဟိုအယောက်100လောက်နဲ့တက်လန်တော့ကျွန်တော်တို့ချမှာပေါ့ဒါပေမဲ့စစ်ကောင်စီကလည်းစီရင်းနဲ့ပတ်သက်ရင်လုံးဝအထင်သေးလို့မရနဲ့ကျွန်တော်တို့ထက်အတွေ့အကြုံအများကြီးရှိတယ်အင်အားတအားကြီးတဲ့ဖွဲ့ဖြစ်တယ်ဆိုတော့ဟိုစီရင်းရဲ့သဘောတဘာဝအများကြီးလှုပ်ဝက်တာလှုပ်ဝက်ကိုလှုပ်ဝက်ရတယ်လေနော်ဆိုတော့သူတို့ဘယ်လိုမျိုးခြေတက်လာတယ်လဲဆိုတဲ့အပေါ်မှာပဲကျွန်တော်တို့ဘယ်လောက်ပြင်ဆင်ထားတယ်လဲဆိုတဲ့အပေါ်မှာပဲတကယ်တွေ့ဆုံကြည့်ကြမှာပဲဖြေရှာလို့ရမှာပေါ့နော်ကျွန်တော်တို့ဒီတိုင်းထိုင်နေတဲ့အဖွဲ့တော့မဟုတ်ဘူးလေနော်ပြီးတော့မှဒါကလာမှာပဲဖြစ်ကိုဖြစ်မှာပဲနောင်ချိုပြီးပြီးဟိုရှမ်းမြောက်ဖက်မှာနည်းနည်းပြီးသွားပြီစကိုင်းဖက်နည်းနည်းပြီးသွားပြီဆိုရင်ကျွန်တော်တို့ကိုကျွန်တော်ထင်တယ် CP ဆိုတာကတော့ဘယ်အချိန်မျိုးသိမ့်လို့ရပါတယ်ကွာအရင်ကလို့ပေါ့နော်ကျွန်တော်တို့ဘယ်လိုပြောမလဲလမ်းဘေးကနေဆွဲခေါ်လာတဲ့အဖွဲ့ပါဆိုတဲ့ပုံစံမျိုးပေါ့နော်ကျွန်တော်တို့ဘာအချိန်မျိုးဒီကောင်လေးလောက်ကတော့ကွာဆိုပြီးမှသူ့စိတ်ထဲမှာတွေးမှာပဲစိတ်ထဲမှာလည်းတွေးစရာပဲအခုသူဖြိုနေတဲ့သူလုံးဝထိုးစစ်ဆင်နေတဲ့ဒီ KIA တို့ TNL တို့ဆိုတာကျွန်တော်တို့အတွက်စာပေါင်းများစွာအင်အားကြီးတဲ့ဖွဲ့တွေလေအဲ့ဒါမျိုးတွေတော့မှလုံးဝခက်ခဲကြုံတွေ့အောင်သူတို့လုပ်နေနေဆိုရင်တော့ကျွန်တော်တို့ကိုတော့ဒါစင်းထဲသိမ့်မထဲပဲနဲ့ဖြစ်မှာပဲဒါအရှိတရားပဲကျွန်တော်တို့ကလည်းပဲရှင်းပြန်ချမ်းသူကထင်သေးခါတာကောင်းပါတယ်ဘာပဲပြောပါကျန်သူအထင်သေးခါတာအမြတ်ပဲအကောင်းပဲကိုဘလို့အလုပ်လုပ်နိုင်ပလဲဆိုကျွန်တော်အစိုးရအမြဲပြောတယ်လို့ပဲကျွန်တော်တို့မှာအားကိုးစရာဆိုလို့ကျွန်တော်တို့ရဲ့အလုပ်ကျွန်တော်တို့ရဲ့ယုံကြည်ချက်ပေါ့နော်ကျွန်တော်တို့ရဲ့ယုံကြည်မှုပဲရှိတယ်အဲ့လိုမျိုးပေါ့ဆိုတော့ဒါဖြစ်လာတဲ့အခါသိမှာပေါ့ဟုတ်ကဲ့ပါဒါဆိုရင်တော့ဆရာအခုဆိုတော့ဒီရွေးကောက်ပွဲကိုထားလိုက်ပါတော့အောင်မင်သူ့ရဲ့မြေအွန်လိုင်းရဲ့ standard အနေနဲ့ပေါ့နော်အောင်မင်တော့ရထားလိုက်လို့နိုင်တော့ရထားလိုက်ဒီ China တို့ Russia တို့က congratulations ဆိုပြီးတော့လက်ခံတဲ့ပုံစံနဲ့တွားလိုက်မယ် India ဖက်ကနေရောပေါ့နော်တခုခုIndia ဘယ်လိုနေမလဲတော့ကျွန်တော်လည်းမသိဘူးပေါ့နော်ဆရာတော်ပူတိမှာပေါ့ India ဖက်ကနေရော pressure တွေလာနိုင်လားပြီးတော့ဒီပေါ့နော် revolution ဒီလိုမျိုးဒီအစိုးရနဲ့ဒီအခုရွေးကောက်ပွဲပြီးလို့ရှိရင်ဒီလိုမျိုးကျွန်တော်တို့ဒီstrategy တွေပြောင်းဖို့ရှိလားဘယ်လိုပြောင်းနိုင်လဲပေါ့နော်ဒီ conflict ကိုလေဘယ်လိုမျိုးနဲ့အဲ့လိုမျိုးဖြစ်တော်လို့ရှိရင်ပေါ့နော်ရွေးကောက်ပွဲအောင်မြင်လို့ရှိရင်ဆိုပြီးတော့တွတ်ထားတာရောရှိလားပြီးတော့အိန္ဒိယဘက်ကိုနည်းနည်းပြောပေးပါပေါ့နော်အိန္ဒိယဘက်က pressure လာနိုင်လားဆိုတာလည်းတစ်ချက်လို့ကျွန်တော်တို့အဲ့ဒီကြောင့်လည်းတုံ့တက်ပေးလို့ရမလားကျွန်တော်တို့လက်ခံဆွေးနွေးထားတဲ့ပုံစံကကျွန်တော်တို့ CB အနေနဲ့ပေါ့နော်တော်ခက်ခဲတဲ့ပြောမှဆိုအခက်ခဲဆုံးအခြေအနေကိုကျွန်တော်တို့ကြော်ဖြတ်နိုင်ခဲ့တယ်ကြော်ဖြတ်နိုင်ခဲ့ပြီးပြီပေါ့နော်အခုကြုံနေရတဲ့ခက်ခဲဆိုတာအရင်ကကြုံရတဲ့ခက်ခဲနေရှင်ဘာမှမဟုတ်သေးဘူးဒါပေမဲ့လည်းနောက်ကိုဒီထက်ပိုကြီးမားတဲ့ခက်ခဲတွေကြုံရမှာပဲဒါပေမဲ့လည်းကျွန်တော်တို့မှာရင်ဆိုင်ဖို့အဆင်သင့်ရှိတယ်ဘာလို့လဲဆိုတော့အခက်ခဲနဲ့တသားတည်းကြလာတော့ရုံးကန်လာလို့ကိုအားကိုလာလို့ပေါ့နော်ဆိုတော့လောလောဆယ်အထိတော့အိန္ဒိယကတော့ဒေါ်လာရေးဖွဲ့တော့ဒါထိခိုက်နေတာအောင်လုပ်တာမျိုးမရှိဘူးဟိုအဲ့လိုမျိုးပေါ့နော်ချင်းနဲ့ပတ်သက်တော့ဒါကချင်းပြောမှဆိုမီဇိုရမ်ဖက်ကမီဇိုရမ်ပြည်နယ်အစိုးရဝန်ကြီးတွေရဲ့ရက်တီချက်လည်းအများကြီးပါလိမ့်မယ်အဲ့ဒီမီဇိုရမ်အစိုးရဖွဲ့တခြားဥမာမဏိပူနဲ့မတူတာမျိုးပေါ့နော်မီဇိုရမ်ဖက်ကအဲ့လိုမျိုးပုံစံနဲ့ပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ပြောလို့မရလေနော်အိန္ဒိယဗဟိုဆိုရဲ့သဘောထားပြောင်းလဲလာနိုင်တဲ့ဟိုလိုဒီလိုစတဲ့ဖြစ်အမျိုးမျိုးလှုပ်လာနိုင်တဲ့အခြေအနေပေါ်မှာကျွန်တော်တို့ကတော့ဘယ်လိုအခြေအနေမျိုးပဲဖြစ်လာအကောင်းဆုံးရင်ဆိုင်ဖြတ်တန်းနိုင်ဖို့ပေါ့နော်ပြီးတော့လေဒီ
ဒီရဆိုရကတော့ဟိုတရုတ်နဲ့တော့မတူဘူးလေနော်တရုတ်နဲ့တော့မတူဘူးဒီသူတို့ရဲ့ဒီဖက်ကသူတို့ရဲ့အရင်တော့ကတော့သူတို့ look east policy ဆိုပြီးမှရှိတာအရှိမျှော်တဲ့ဘောနော်အရှိကိုကြည့်တဲ့ဟွာတော့အဲ့တော့သူတို့ act east လို့ပြောင်းလိုက်တယ် act east policy ပေါ့လေကျွန်တော်တို့ဖက်နဲ့ပတ်သက်ပြီးမှဒီ act east policy မှာလည်းပဲသူတို့ရဲ့တရုတ်ရဲ့ policy လိုမျိုးတက်ကြွလှုပ်ရှားပါဝင်တဲ့ policy မဟုတ်ဘူးအိန္ဒိယရဲ့နိုင်ငံခြားရေး policy ကလေအဲ့လိုမျိုးနည်းနည်း reserve ဖြစ်တယ်နှင်းကွေးနဲ့ချင့်ချိန်နဲ့သဘောမျိုးမြင်ရတယ်ပေါ့နော်အဲ့လိုဆိုတော့ကျွန်တော်တို့အနေနဲ့တော့လောလောဆယ်ထိတော့အဆင်ပြေပါတယ်ဆိုတာဟိုနိုင်ဒုက္ခဖြစ်စေတာမဟုတ်အကြက်တက်တာစိုက်စေတာမျိုးမဖြစ်ဘူးเนาะအခုအိန္ဒိယအခုတရုတ်ကဒီရှမ်းမြောက်ကအဖွဲ့တွေလုပ်နေတယ်လို့မျိုးပေါ့เนาะကချင်ကိုဂိုင်းတွင်နေတယ်လို့မျိုးတော့မဟုတ်ဘူးပေါ့ရှေ့ဆက်ပြီးမှလည်းပဲကျွန်တော်တို့စောင့်ကြည့်ရမှာပါဘာလို့ဆိုတော့တချို့တော့အခြေအနေဒီမှာကအားလုံးလည်းသိကြတဲ့အတိုင်းပဲပေါ့เนาะအိန္ဒိယကလည်းပဲကျွန်တော်တို့ ਨੇ ပြောဆိုဆက်ဆံချိတ်ဆက်လာတာမျိုးတော်တော်ရှိလာတယ်ဆိုတော့လေအဲ့ဒါနဲ့ပတ်သက်ပြီးမှလည်းကျွန်တော်တို့ဟိုလိုစောင့်ကြည့်ရမှာပေါ့စိတ်ထဲမှာတော့အများကြီးစိုးရိမ်တာတော့သိမရှိပါဘူး Okay ဘာသာဆိုတော့ကျွန်တော်တို့ဒီနေ့တခြား topic လေးတွေတွားချင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်အခုဒီလာလွန်ခဲ့တဲ့အချိန်မှာကျွန်တော် Colonel CNA Solomon နဲ့ interview လုပ်တော့မှာပြောတော့ဘာလဲဆိုတော့ဒီ Palawa အကြောင်းနဲ့ကျွန်တော်နည်းနည်းဝင်ချင်တယ်ပေါ့နော်ဆိုတော့အဲ့ဒီ Palawa ကိုအခုဆိုတော့ဒီကျွန်တော်တိုင်းတာပေါ့နော်AA ကအခုဆိုတော့အများပို့ပြီးတော့ရွာလေးရမှာ300လောက်တော့ AA လောက်မှရှိတယ်လို့ကျွန်တော်တို့ကြားရတယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာကိုဒီ CB နဲ့ AA တာဒီလိုမျိုး alliance မဖြစ်ဘူးဆိုရင်တော့ကျွန်တော်တို့အတွက်ဒီ Palawa ကိုပြန်ရဖို့ပူလွယ်တယ်ဆိုပြီးတော့ပြောတော့တာရှိတယ်ဆိုတော့အဲ့ဒီဟာဆရာတို့အနေနဲ့ပေါ့နော်တော့မိဖူလာပေါ့နော်လက်ခံလို့ရလာပေါ့နော်တကယ်လို့ဒီ Palawa ကျွန်တော်ချင်းရဲ့လက်အောက်မှာပြန်ရောက်နိုင်ဖို့ AA နဲ့ပေါ့နော်ခွဲဒီပေါ့နော် alliance ကိုမလို့ဖို့ ready ရှိချလာဆိုတော့ကျွန်တော်တစ်ချက်ဒီပြောပြလို့ရမလားဟိုဘလက်ဝါရေးနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ချင်းနေတဲ့ခိုင်တွေ့တဲ့အခါမှာကျွန်တော်လည်းပြောတာရှိပါတယ်ဘလက်ဝါချင်းပြည်နေပဲလို့ CB အနေနဲ့အားလုံးကပေါ့နော်အခါရမှာကျွန်တော်တို့ရဲ့လက်တည်ထားတာပြောတယ်ဟိုAA နဲ့ကကျွန်တော်တို့ထိတွေ့ဆက်ဆံရမယ်ပေါင်းစည်းရမယ်အတူတူလုပ်ရမယ်ဟိုဒီဘလက်ဝါရေးနဲ့ပတ်သက်ပြီးမှဘလက်ဝါရေးနဲ့မဟုတ်ပါဘူးချင်းပြည်အရေးနဲ့ပတ်သက်ပြီးမှပေါ့နော်ချင်းတမျိုးသားလုံးအရေးနဲ့ပတ်သက်ပြီးမှကျွန်တော်တို့မှာ CNA ရဲ့ narrative ပေါ့နော် CNF ရဲ့ narrative တခုတည်းပဲရှိတယ်လို့မြင်လို့မရဘူးအဲ့လိုမျိုးပဲယုံကြည်လက်ခံလို့မရဘူးချင်းအမျိုးသားကြီးနဲ့ချင်းဒီအရေးနဲ့ပတ်သက်ပြီးမှ CNA ထဲမရှိဘူးကျွန်တော်ဖြစ်မှဆိုရင်အခု100 200မက1000ရှိနိုင်တယ်အဲ့လိုမျိုးဘယ်လိုမျိုးသွားမလဲပေါ့နော်ဆိုတော့ကျွန်တော်တို့ရဲ့ချင်းကတ်တဲ့အမှုမှာတော့လုံးဝအခြေခံထားတာကချင်းပြည်သူလူထုအကျိုးရှိဖို့ချင်းပြည်သူလူထုအကျိုးစီးပွားရှိဖို့ပေါ့နော်အဲ့ဒီသဘောနဲ့ချင်းကတ်တယ်ဆိုတော့ CNF ရဲ့ချင်းကတ်ပုံကဘယ်လိုပြောမလဲဟိုတစ်ဖက်သားကိုဖြိုဖက်တိုက်ခိုက်ပြီးမှပဲကိုယ့်ကိုတိဆောက်ခြင်းတယ်ဟိုဘယ်လိုပြောမလဲတစ်ဖက်သားနှိမ့်ကြသွားအောင်လုပ်မှပဲကိုကဒီမှာပေါ့နော်တစ်ဖက်သားဒီမှာဆိုပါစို့တစ်ဖက်သားကိုကတက်ခိုက်လို့ तू ကနှိမ့်ကြသွားတဲ့အခါ तू နှိမ့်ကြသွားတာကိုပဲကိုမြင့်တက်လာတယ်လို့ခံယူတဲ့သဘောမျိုးပေါ့နော်အဲ့လိုမျိုးဒီ destructive နည်းပေါ့အဲ့လိုမျိုးပုံစံနဲ့တော့ဘယ်လိုလုပ်လို့မရဘူးထင်တယ်ကျွန်တော်တို့သွားချင်တဲ့ပုံစံကဟိုကိုတစ်ဖက်သားတက်ခိုက်ဖို့ဆိုတဲ့ကိုဒီဆောက်ရင်းနဲ့မြင့်တက်လာတဲ့ပုံစံနဲ့အပြန်အလှန်လေးစားမှုမိ constructive ပုံစံနဲ့ပေါ့သွားချင်တာပေါ့ဆိုတော့ဒီခိုင်းတဲ့ချင်းတဲ့လူမျိုးကြီးတိုက်ခိုက်လို့မရဘူးဘာသာရေးမှိုင်းတိုက်လို့မရဘူးပြီးတော့မှဒီဟိုလူထုထောက်ခံမှုကိုတစ်ဖက်သားကိုတိုက်ခိုက်မှုနဲ့ကျွန်တော်တို့ရှာလို့မရအောင်ပြောချင်တာဆိုကျွန်တော်တို့မြေပြင်မှာလည်းပဲစီယုံရေးလုပ်ရတယ်ကျွန်တော်တို့ပေါ်ပေါ်တဲ့ခါကြရင်စစ်အာဏာရှင်စနစ်ကိုတိုက်ဖြတ်မယ်ဆိုတာဘာတော့ပါတာပဲဒါပေမဲ့ကျွန်တော်တို့ရဲ့ ultimate ကိုကစစ်အာဏာရှင်ပျောက်သွားပြီဆိုတာနဲ့ကိုယ့်ကိုလွတ်လပ်ပြီဆိုပြီးမှနေချင်တယ်လို့နေစားချင်တယ်လို့စားအရင်ကလိုပြန်သွားမယ်လို့မဟုတ်ဘူးကျွန်တော်တို့ရဲ့ဒီဆောက်ချင်တာကself determination ဖြစ်တယ်မိမိကျမမိမိပြဋ္ဌာန်းခွင့်
ကျွန်တော်တို့နောက်ကိုတဖြည်းဖြည်းနဲ့ဆိုရင်ကျွန်တော်တို့စင်ကာပူလိုမျိုးတိုးတက်အောင်လုပ်ရမယ်နောက်ကျရင်ဆွစ်ဇာလန်လိုမျိုးဖြစ်အောင်လုပ်ရမယ်ဟိုစကန်ဒီနေးဗီးယားနိုင်ငံလိုမျိုးဖြစ်အောင်လုပ်ရမယ်ဆိုတော့ကျွန်တော်တို့တိဆောက်ချင်တဲ့အနာဂတ်ကျွန်တော်တို့ရဲ့ယူပါယုံပေါ့နော်သွားချင်တဲ့ပန်းတိုင်ကိုကျွန်တော်တို့တိဆောက်ဖို့သွားနေတာဖြစ်တယ်ဒီထဲမှာကဆရာနယ်ရှင်ပြုတ်ကြဖို့စကားဆောက်တိုက်ဖို့လည်းပါတာပေါ့ဒါပေမဲ့အဲ့ဒါ ultimate goal မဟုတ်ဘူးဆိုတော့ကျွန်တော်တို့အနေနဲ့ဒီ AA နဲ့ဘလက်ဝါမှာဆက်ဆံကြပြောဆိုကြတယ်ပြောဆိုကြပြီးနောက်ကြရင်ကျွန်တော်တို့လုံးဝလက်ခံယုံကြည်ထားတာဒီ AA အနေနဲ့ချင်း brotherhood ပေါ့နော်ချင်းညီကိုလုံးဝလိုအပ်တယ်လုံးဝတယ်ချင်းနေနဲ့သူတို့တဲ့ဖို့အဆင်ပြေဖို့လုံးဝစူးစမ်းမှာဖြစ်တယ်ကျွန်တော်တို့ကလည်းပဲသူတို့နဲ့လုံးဝအဆင်ပြေရမယ်တဲ့ရမယ်ဆိုတော့ဒီကြားထဲမှာဒီပလက်ဝကိုကျွန်တော်တို့ချင်းကြည်လို့အားလုံးဒါကျွန်တော်ချင်းမောင်ပေါ့အကုန်လုံးကလက်ခံယုံကြည်ထားရပဲကချင်ကိုသွားမေးလို့ရရှမ်းကိုမေးလို့ရတယ်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးမှအကုန်လုံးလက်ခံရတယ်အထူးသဖြင့်ပလက်ဝမှာနေထိုင်တဲ့ပြည်သူတွေအကုန်လုံးဂျင်းနာအားရလက်ခံတဲ့အခြေအနေတစ်ခုတည်းကျွန်တော်တို့သွားမှာပဲဆိုတော့တကယ်တော့ဟို AA ကိုပဲတက်ခိုက်နေတာဟိုထမင်းစားရင်ခလုတ်တိုက်လဲ AA ပဲဟိုနောက်ဆုံးဟိုသွားတိုက်လို့အစင်မပြေလဲ AA ပဲညမှာတခါတလေလေးနိုးရလို့ဥမာဆိုချင်းကြိုက်ခိုင်လဲ AA ပဲဆိုတဲ့ပုံစံမျိုးလောက်နေတော့ဟိုနိုင်ငံရေးစကားပြောတာမျိုးချင်းပြည်တီဆောက်ရေးမျိုးပြောတာမျိုးကတော့နည်းနည်းလူကြီးဆရာတော့ဖြစ်တာပေါ့ကျွန်တော်တို့အနေနဲ့သွားချင်တဲ့ပုံစံကတဖြည်းဖြည်းတီဆောက်လာပြီးမှကျွန်တော်တို့သွားရမှာပဲဟိုအဲ့လိုဆိုတော့CB မပါလို့ဆိုတာဟိုတခါလေကျတော့လေကျွန်တော်ကတော့အဲ့လိုပဲပြောမလဲတိတ်နားထောင်လို့မကောင်းတဲ့ဟာတာပေါ့နော်အဲ့လိုမျိုးပဲဟာတာဆိုတော့မနည်းနည်းရည်စံကောင်းတော့ဟိုကောင်းတာပေါ့လေအဲ့လိုမျိုးပဲမြင်ပါတယ်ဆိုတော့ဆရာဒီကျွန်တော်ဆရာပြောတာကျွန်တော်ကြားပေါ့နော်အရင်တော့ကျွန်တော်တို့နဲ့ဆရာနဲ့ပြောတော့မှလဲ CB ပေါ့နော်ဘလက်ကွာကချင်းပြီဆိုတာကိုလက်ခံတဲ့အကြောင်းတွေကိုကျွန်တော်တို့ကြားရပါတယ်ဒါပေမဲ့ကျွန်တော်အခုစပ်ပြီးတော့ဒီဘလက်ဝါချောင်းကမဲချင်တာဗာလဲဆိုတော့ဒီအခုဆိုတော့ကျွန်တော်တင်ချရတဲ့လောက်ကတော့ဒီရခိုင်ဖက်ကဒီပေါ့နော်ကျွန်တော်တို့တိုင်းသားကျွန်တော်တို့တိုင်းသားရခိုင်ဒီကိုလေဒီပလက်ဝဖက်ကိုပြောင်းလာဖို့ပေါ့နော် relocation တွေကုငီပေးတယ်နေရာတွေခြံတွေပေါ့နော်အမီတွေပေးပြီးတော့အဲ့လိုမျိုး population ကိုခုဟုတ်ဒီရခိုင်ဖက်ကနေယူလာတယ်ဆိုပြီးတော့အဲ့လိုမျိုးပြောကျွန်တော်တို့တင်ချရတယ်ဆိုတော့နေ့နေ့ဒီအချိန်တွာလာလို့ရှိရင်အဲ့မှာလူဘောနော်အဲ့မှာနေထိုင်တဲ့လူတွေက vote အနေနဲ့လေဒီပလက်ဝချီကရခိုင်အောက်ကိုရခိုင်ပြည်နယ်အောက်ကိုလည်းရောက်သွားနိုင်တယ်ဆိုတာဆိုတဲ့အကြောင်းလေးကျွန်တော်တို့ဒီချင်းပြည်သူအများကြီးမှာပေါ့နော်ဆွေရင်ဆရာဆွေရင်မှုတွေရှိကြတယ်အဲ့ဒါနဲ့ပတ်သက်ပြီး CBN အနေနဲ့ရောဘယ်လိုမျိုးမြင်တယ်လဲပေါ့နော်ဒီအခုလိုမျိုး relocation တွေလုပ်နေကြတဲ့အခြေအနေနဲ့ population နဲ့နောက်ဆုံးမှာ vote အနေနဲ့တခြား state ကိုရောက်သွားနိုင်တဲ့ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်တစ်ချက်တုံးသက်ပေးပါလားအဲ့ဒါဖြစ်နိုင်တယ်ဖြစ်နိုင်ခြေအများကြီးရှိတာပေါ့နော်မြေပြင်မှာလည်းတကယ်ဖြစ်နေတာပဲဆိုတော့အဲ့လိုမျိုး migration တွေပေါ့နော် migration တွေဖြစ်လာတယ်ဒေတာခံရလို့ကြောင်းလာတဲ့ခါကျရင်ဖြစ်နိုင်တာပဲဖြစ်လဲဖြစ်နေမှာပါအဲ့လိုဖြစ်လာတာကကျွန်တော်တို့ဘယ်လိုကင်တွယ်မလဲဆိုရင်ဟိုနိုင်ငံခြား trap တွေနိုင်ငံခြားနဲ့စာထုတ်ခြင်းအဖြစ်အဲ့ဒီပြဿနာဖြေရှင်းအောင်ဆိုတော့ကျွန်တော်လုပ်လို့မရဘူးတခုခုအဲ့လိုမျိုးအခြေအနေတွေမှာကျွန်တော်တို့ကရှေ့မှာဖြစ်ပျက်သွားတဲ့အခြေအနေတွေမှာပူးပေါင်းဆောင်ရွက်ဖို့ဖိတ်ခေါ်ကမ်းလှမ်းတာအများကြီးရှိရသားနဲ့ကိုတချို့သောလူကြီးတွေရဲ့ချင်းချောက်မှုမိုင်းဝါဒမိုင်းတက်မှုနဲ့ပတ်သက်ပြီးမှအခွင့်အရေးတွေအများကြီးလက်လွတ်ခဲ့ရတယ်ရှင်းပြောရရင်ဆိုပါစို့ဘလက်ဝတာအကုန်လုံးရခိုင်ဘက်ကိုပါသွားတယ်ပေါ့ပါသွားတယ်ဆိုရင်အရင်ဆုံးကျွန်တော်တို့ဟိုမေခွန်းထုတ်ရမှာအပြစ်တင်ရမှာချင်းနေပဲကျွန်တော်တို့ဒေတာခံဒါကျွန်တော်တို့လည်းပါလိမ့်မယ်အတုံးမကြလို့ပဲကျွန်တော်တို့လုံးဝလက်ခံထားမယ်လောကကြီးကဘယ်လိုပြောမလဲအတုံးမကြတဲ့လူက complaint တက်တာကိုလောကကြီးကနားထောင်လက်ခံပေးမှာမဟုတ်ဘူးအတုံးမကြတဲ့လူတွေလူရမဝင်တဲ့လောကကြီးဖြစ်တယ်ဆိုတော့နိုင်ငံတကာမှာတဆာဆာကူပါကေပါဟိုဝက်နဲ့ဘူးဆွေးပြစားထုတ်ပြနေတာလောက်နဲ့ဒီပြဿနာကဘာမှပြည်လဲမဟုတ်ဘူးဟိုတနာကြအောင်ကောင်းမှာမဟုတ်ဘူး
ကျွန်တော်တို့ဒီလိုမျိုးဖြစ်လာတဲ့ခါကြရင်ဘလို့ကင်တွင်မလဲဘလို့ဖြစ်ရှင်းမလဲဘယ်လောက်ဒေတာခံရဘလို့ရုံးကမလဲဘလို့ပါဝင်မလဲဆိုတဲ့ပုံစံမျိုးနဲ့ပဲတွားမှာပဲဆိုတော့ကျွန်တော်တို့ကတော့အဲ့လိုပဲကိုအားနဲ့ချက်ကိုလိုအပ်တာကိုရှင်းရှင်းလင်းလင်းဖော်ထုတ်ပြီးမှပြုပြင်ပြောင်းလဲစေရှိတာပြောင်းလဲပြီးမှပဲဒီက active participation ပေါ့နော်getting shim ညောတလို့မျိုးနောက်မျက်ကြီးချူခံတလို့မျိုးဒါမျိုးမလုပ်နဲ့ရှင်တဲ့ပွန်တဲ့မှာရုံးကမယ်အလုံးလုံးမယ်နောက်ဆုံးကြရင်ကိုယ့်ရဲ့ခံယူချက်တစ်ခုထက်ရှေ့ဆက်တိုးမယ်ဆိုတဲ့ပုံစံမျိုးပဲနောက်ဆုံးကြတော့တချို့တော့ပေါ့နော်တော်များများနေရာမှာပါရှုံးနေနိုင်တယ်ဆိုတာထက်ဘယ်လောက်ထိအဆုံးစွန်ထိကိုယ့်ရဲ့ခံယူချက်တရားမျှတမှုကိုယ့်ရဲ့ခံယူချက်တော့ဘယ်လောက်တိုက်ပွဲဝင်တယ်လဲဆိုတော့ပဲရေးကြည့်တာပါရှုံးရင်ရှုံးမှာပေါ့နိုင်မှာပေါ့ဆိုတော့ခမဘယ်လောက်ရိုးသားတယ်လဲခမဘယ်လောက်တတ်သိရှိတယ်လဲဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့အလုပ်လုပ်ချင်တယ်ရှေ့သွားချင်တယ်ဒီပလက်ဝမှာလည်းပဲပလက်ဝဒေတာခံဖွဲ့စည်းတွေရှိပါတယ်ဒါခါလေကျတော့တချို့နေရာမှာကျွန်တော်တို့အနေနဲ့စကားပြောဖို့တာတွေရှိတယ်ရှေ့တစ်မျိုးကိုရတစ်မျိုးပြောလို့မရဘူးကျွန်တော်တို့နဲ့စကားပြောတယ်ပထမဆုံးချိန်ပြောတဲ့ခါကျရင်ကျွန်တော်နဲ့တွေ့တဲ့ဒါက2022 2021တုန်းကပြောတာနော်ဒါကျွန်တော်တို့ AA နဲ့စာချိတ်ဆက်တာ2023နှစ်ကုန်ပိုင်းမှာ2021နှစ်လယ်နှစ်ကုန်ဝန်းကျင်လောက်ကကျွန်တော်စကားပြောတော့ငါဆိုရင်အဲ့ဒီမှာ AA တချို့ကသွားလာလှုပ်ရှားနေပြီအဲ့လိုမျိုးမှာကျွန်တော်တို့စကားပြောပြီဆိုရင်သူတို့ကပြောတယ်ဆိုရင်ကျွန်တော်တို့ကခမရတို့နေမှာ AA ဒီကရှိတယ်ပြောတယ် AA တွေကချင်းမျိုးသမီးမဒိန်ချင်းနေပြောတယ် AA တွေကရွာမိရှို့တယ်ပြောတယ်အဲ့လိုလားဟုတ်သလားကျွန်တော်လည်းတစ်ခါမှပလက်ဝမရောက်ဘူးပလက်ဝကြောင်းလည်းမကြားဘူးဆိုတော့မေးတယ်မင်းတော့သူတို့ပြန်ပြောတာမဟုတ်ဘူး AA တွေကသူအေးစင်းနေတာသူနေတာ CNE ပဲမကောင်းပါမူးတာဘာညာဆိုဟာအဲ့လိုလားအဲ့လိုလားမဟုတ်ကျွန်တော်ခမရတို့ပြောမှာကျွန်တော်သူတို့အဲ့ဒီမှာရှိတဲ့ဖွဲ့တွေကပြောပြတယ်နော်ကျွန်တော်တို့ကရောင်းလည်းမရောက်ဘူးအဲ့ဒီဖွဲ့မှာရှိလို့မေးဆိုတော့ပြောကြရှင် CNA ပဲမူပါတယ်တောင်းကြပါတယ်ဘာဖြစ်ပါတယ်ညာဖြစ်ပါတယ်ရွာထဲမှာမင်းကလေးတွေထွက်ခိုင်းပါတယ်ခေါ်ခိုင်းပါတယ်အေးရီးယားသူအေးစင်းနေတဲ့ကောင်လေးဆိုတော့အဲ့လိုတော့မဟုတ်ဘူးကျွန်တော်တို့ကြားထားတာတော့အဲ့လိုမဟုတ်ဘူးနော်ဒါပေမဲ့စီဝေးမှာ conference တွေမှာတွေ့ကြပြီဆိုရင်အေးမကောင်းကြောင်းထဲပြန်ပြောပြီးမှCNE ကတော့အလုံး CNA ကြောင်းတော့ဘာမှမပြောတော့ဘူးပေါ့ဒါပေမဲ့မကောင်းကြောင်းထဲပြန်ပြောတော့ကျွန်တော်တို့ကတပတ်ပြီးခဲ့တဲ့လပြောတာနဲ့အခုပြောတာနဲ့ကတလွဲစီပဲဆိုတဲ့ချိန်ကျတော့ကျွန်တော်တို့ကလူဆိုတာက you have to stand up for something you have to believe in something ပေါ့နော်ဆိုတော့တခါလေကျတော့အဲ့လိုမျိုးပေါ့စိတ်ထဲမှာတော့ကျွန်တော်တို့သင်ခန်းစာရဆရာလို့မြင်သွားတာပေါ့ဒီလိုပဲနည်းနည်းတော့အဲ့လိုမြင်သွားတာပေါ့ဆိုတော့ဒီဘလက်ဝါရေးနဲ့ပတ်သက်ပြီးမှအခုနလိုမျိုးပေါ့နော်ဘယ်လိုဖြစ်လာမလဲဘာလဲညာလဲဆိုတာကကျွန်တော်တို့တမိုင်းတကွေလည်းဖြစ်မှာပေါ့ပြောချင်တာကကောင်းဆောင်တဲ့လူတွေအရေးကြီးတယ်ပြည်သူလူထုရဲ့နိုင်ငံရေးအချင်းရေးကြီးတယ်ဝါဒမှိုင်းနေတော့လိုက်ပြေးတီပြေးဆိုတော့ကိုရောင်မမနေတော့တဲ့နေရာကိုအဝေးကနေ claim လုပ်ဖို့ကမဖြစ်နိုင်ဘူးကိုနေတဲ့နေရာဘလက်ဝါမှာရှိတဲ့ချင်းအဖွဲ့အစည်းတွေအားကောင်းလာအောင်ပူပေါင်းပါဝင်ဖို့ကြိုးစားအားထုတ်ဖို့ချင်းအဖွဲ့အစည်းတွေချင်းချိတ်ဆက်ဖို့ကနေမိတ်ဆွေများအောင်ရန်သူနေအောင်ရှိတဲ့ဖွဲ့စည်းနေတယ်လေကိုယ့်ရဲ့ပြည်သူလူထုတွေလိုချင်တဲ့ယုံကြည်တဲ့မျှော်လင့်ချက်တစ်ခုမျိုးရအောင်စီးယုံနိုင်တဲ့ချင်းမဟာမိတ်တီကိုလည်းဘယ်လိုပြောမလဲခေါ်ဆောင်ဖွဲ့စည်းချိတ်ဆက်ပြီးမှဘယ်လိုပြောမလဲယင်းဒီဘယ်လိုပြောမလဲတွေးဆုံမှုမျိုးနဲ့ဒီ AA နဲ့ဖြစ်တခြားနဲ့ဖြစ်ပေါ့နော်ခုတော့ဘလက်ဝနဲ့ပတ်သက် AA နဲ့ပေါ့နော်ဒီဘလက်ဝနဲ့ပြအဖွဲ့တွေကလည်းပဲactive participation သဘောမျိုးဒီဆောက်တဲ့သဘောမျိုးတကယ်ရက်တီချက်တစ်ခုပုံမှန်ကန်ရုံးချတဲ့သဘောမျိုးပြည်သူလူဘလက်ဝချင်းပြည်သူလူထုရဲ့ယုံကြည်မှုမျှော်လင့်ချက်ကိုတကယ်ပေးစွမ်းနိုင်တဲ့ပုံစံမျိုးရက်တီပို့လဲလိုတာပေါ့ကျွန်တော်တို့ကချင်းကတော့လုံးဝချင်းလူမျိုးရဲ့အကျိုးစီးပွားတော့ပါဝင်ကူညီဖို့အဆင်သင့်ဖြစ်တာပေါ့နော်အဲ့လိုမျိုးပေါ့ဆိုတော့အဲ့ဒီအပိုင်းတွေလည်းကျွန်တော်တို့တွေးဆုံအဲ့လိုမျိုးပေါ့နားလည်ဖို့ပေါ့နော်ရှုထောင့်စဉ်းစားပြီးပေါ့လို့မတင်နဲ့ပြပါဆရာကျွန်တော်ဒီပလော့ဝတ်ကြောင်းနဲ့နောက်ထပ်တစ်ခုလောက်ထပ်မဲချင်နေပေါ့နော်ဆိုတော့ကျွန်တော်
10FDU made interview load like chima pp CDF pep pp CC pep pp ကျွန်တော် interview လုပ်တော့မှလည်းကောင်းကောင်းမေးဖြစ်တယ်ပေါ့နော်အဲ့ဒီကြောင့်လည်းဒီအကြောင်းနဲ့ပတ်သက်ပြီးလို့ရှိရင်လေဆိုတော့အခုကျွန်တော်နောက်ထပ်မေးချင်တာဒီကျွန်တော်ဒီ CNDF ဖြစ်ဖြစ်ပြီးတော့အခု MDF နဲ့ဘောနော် CDF မရာချဖြစ်ဖြစ်ကျွန်တော်ချင်းနဲ့ကြားမှာဖြစ်တဲ့တိတ်ပွဲတွေကကိုယ့်ရဲ့နေရာမှာလာတယ်ကိုယ့်ရဲ့ territory မှာလာတယ်ဆိုတဲ့ဟာလေးတွေနဲ့ကျွန်တော်ရံဖြစ်ကြတယ်တခုဘောနော်လောက်ကြတယ်ပြီးတော့ကျွန်တော်တို့ကိုဒီအောက်ချုပ်ရင်မကောင်းဘူးဆိုလို့ကျွန်တော်တို့ဒီ mid online ကိုကျွန်တော်တို့တိတ်ဖို့တဲ့တဲ့ကန်ကြတယ်ဒါပေမဲ့အခုကျွန်တော်တို့ဘောနော် AA ကကျွန်တော်တို့ချင်းပြည်နယ်ကိုလာပြီးတော့အောက်ချုပ်လိုက်တယ်ကျွန်တော်တို့နေရာကိုလာယူလိုက်တယ်ဆိုတော့ကျွန်တော်တိတ်နားမလည်နိုင်တာတခြားနေရာတွေမှာကျွန်တော်မရအောင်ပြစ်ကြတယ်ဒါပေမဲ့ဟိုဘက်ကိုကျတော့ CB ဖက်ဖြစ် CC ဖက်ဖြစ်ဘယ်သူမှမတော်ကြတော့ဘာခွာချလို့လေပေါ့နော်အဲ့ဒါကျွန်တော်လုံးဝနားလေလို့မရဘူးဘာခွာချလို့လေဆိုတော့ကျွန်တော်ဆရာနည်းနည်းထပ်ပြီးတော့ကျွန်တော်ထက်အဲ့ဒါဘာခွာလို့လေပေါ့နော်ဘာဘူးလေကြောက်လို့လားဆိုတော့ဟာပေါ့နော်အဲ့ဒီကျွန်တော်နည်းနည်းအဲ့ဒီဖက်နည်းနည်းပြန်ရှင်းပြလို့ရမလားဘယ်လိုပြောမလဲမတူညီတဲ့အခြေအနေမျိုးတွေရှိမှတင်တယ်ဒီဘယ်လိုမှအေးတွေချီချတာက2013လောက်ကဖြစ်နေနော်အဲ့လိုဆိုတော့ကျွန်တော်တို့လက်နဲ့စကင်တာက2021လေကျွန်တော်တို့ရဲ့ target ကောင်းတဲ့မှာရှိတာကစစ်ကောင်စီပဲရှိတာ哦ပြီးတော့မှစစ်ကောင်စီဆိုကျွန်တော်ရှိလာတာပဲကျွန်တော်နေနေမှာဆိုရင်4-5ကျလောက်မင်းတက်မျိုးမှွေတယ်ပေါ့လေဆိုတော့စစ်ကောင်စီအခုလာတယ်ဟိုကြီးရွာတွေမှာဝင်ပြီးမှလူတွေတတ်တာရှိတယ်အကိုလိုလက်နဲ့ကြီးနဲ့ဗျမ်းပတာပစ်ခတ်တယ်အိမ်ကြီးတော်တော်များများမရှို့တယ်ဆိုတော့တစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်အေကောရွာလုံးကျွတ်မရှို့နေတာရှိသလားရွာတွေထက်ကိုလက်နဲ့ကြီးနဲ့တောက်လျှောက်ပစ်နေတာရှိသလားဟိုအေကောအဲ့လိုမျိုးလုပ်နေတာရှိသလားအရင်တော့ပလဲဝမှာစစ်ကောင်စီရှိတယ်ကစစ်ကောင်စီအဲ့လိုလိုက်လောက်တာကိုအေကတိုက်ထုတ်တယ်အေကပဲကာကွယ်ပေးတယ်ရှင်းပြောရင်တချို့ကပလဲဝရွာတွေကိုအေရှိလို့အေကကာကွယ်ပေးလို့ပဲမိရှုခါမဲ့အကြီးကလွတ်သွားတာတွေအများကြီးရှိတယ်လေဟိုပြီးတော့မှတောက်လျှောက်ဆိုတော့အခုအေကောပလဲဝမှာလူဒီကိုဟိုဘယ်လိုမျိုးလက်နဲ့ကြီးနေပြစ်နေသလားအခုစစ်ကောင်စီတို့ရှိပါတယ်နာရေးအိမ်မှာတော့မှ drop ပုံးကျဲလို့ကားတန်းဆောင်တဲ့စားတော့ဆိုင်တွေမှာတော့ drop ပုံးဟိုလီနဲ့လာကျဲလို့တေးနေတာညံ့ရှိတယ်လေဆိုတော့ဟိုလောက်ရက်အပေါ်ပေါ့နော်လောက်ရက်အပေါ်လဲမူတည်မယ်ထင်တယ်စစ်တီမှုပေါ်လဲမူတည်မယ်ထင်တယ်ပြီးတော့မှဟိုသူတို့ကရှိလာတာကဟိုဆယ်စုနှစ်တစုကျော်တော့ပြီလေ more than a decade မှာသူတို့အနေနဲ့ data ခံနေနဲ့ဟိုအစင်ဒီအောင်ကုလူစစ်စံတာမျိုးတွေအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်တို့ချင်းမီဒီယာတွေချင်းဖွဲ့စည်းတွေကမနာလိုစိတ်နဲ့ရန်ဖြစ်အောင်ဆွပေးတာမှိုင်းတိုက်တာဒီအများကြီးရှိလို့ဒါတင်ဖြစ်နေဥပမာဆိုပါစို့ဥပမာတစ်ခုပြောရရင်ဘလဲဝချင်းမျိုးသမီးတယောက်မဒိန်ချင်းခံရရတယ်အသက်ခံရရတယ်ဟုတ်တယ်နော်ဘာတူလဲဆိုတော့အေးဆိုတော့အေးကဟုတ်ပါတယ်ကျွန်တော်တို့လူမှားတော့ပါတယ်ဝန်ခံပြီးတော့စစ်ဆေးဆရာရှိတာစစ်ဆေးလုတ်ကန်ဆရာတော့ပါမလို့ပြောတယ်ပြောပြီးပြီးသွားတဲ့ချိန်ကျတော့2လ3လလောက်ကြာတော့ကာယကံရှင်ရဲ့မိသားစုပေါ့နော်အခုလိုမင်းကြီးအတန်းခံရတဲ့မိသားစုကိုသူတို့ကလာပြီးမှဘယ်လိုပြောမလဲပိတ်ဆံပေးတယ်ပေါ့နော်နစ်နာကြီးပေါ့30လား60လား50လား60လားမသိလာပြီးတယ်ဆိုတော့အဲ့ဒီမှာမီဒီယာတွေတက်လာတယ်အဲ့လိုမျိုးဖြစ်သွားတယ်အေကလည်းဝန်ခံပြီးနောက်မှာကာယကံရှင်ကဘာလို့ချင်တယ်လဲဆိုတော့ကာယကံရှင်ကတရားနိလန်းကြမျှတတရားရှင်ကြီးကိုလိုချင်တယ်နော်ရှင်းပြောရင်ဥပဒေအပြစ်ပေးတာလိုချင်တယ်ပေါ့လေဆိုတော့ဟုတ်ပြီနောက်3-4လကြာတော့ကာယကံမိသားစုတို့ကနစ်နာကြီး30နဲ့အဲ့လို30လားမသိ60လားမသိလာပြီးတယ်အဲ့လို60တော့လာပြီးတော့ကာယကံရှင်ကလည်းငင်းတယ်လက်မခံဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ကလည်းဟာဘယ်လိုဖြစ်တာလဲပေါ့ဆိုမှကျွန်တော်တို့မင်းမြန်းကြည့်တယ်ဘယ်လိုလဲဆိုတော့တကယ်ကဘယ်လိုဖြစ်သွားတယ်လဲဆိုတော့တရင်နေမှာရေးတာကဘယ်လိုဝမျိုးသမီးတယောက်မရင်းချင်းမတက်ခံလိုက်ရတယ်60နဲ့လာ GE ဖို့ကြိုးစားတယ်ဆိုတဲ့အပြစ်ကိုဖုံးချခြင်းတယ်လို့ရေးတယ်မီဒီယာတွေကတကယ်ဘယ်လိုဖြစ်သွားတယ်လဲခေါ်ယူလိုက်တယ်စစ်ဆေးလိုက်တယ်
အဲ့ဒီကျူးလွန်တဲ့နှစ်ယောက်ကိုအမြင့်ဆုံးသောပြစ်ဒဏ်ပေးလိုက်တယ်ဒါဆိုသဘောပေါက်မှာပါအမြင့်ဆုံးသောပြစ်ဒဏ်ပေးလိုက်ပြီးမှအကုန်လုံးစီရင်ပြီးမှသူတို့ကပြစ်ဒဏ်ပေးစီရင်ပြီးဆိုပြီးသွားပြီလေဒါပေမဲ့လည်းပလဲဝချင်းပြည်မိသားစုကိုသူတို့စီရင်ပြီးတာတပိုင်းပြန်လဲ GA လို့တဲ့အနေနဲ့ဒီအောင်ဖာထိလို့တဲ့အနေနဲ့လာပေးတာဖြစ်တယ်ဒီ360ကဟိုမကောင်းမှုကိုဖုံးဖိဖို့နှုတ်ပိတ်ခပေးတာမျိုးလာပေးလိုက်ယူပေးတာမျိုးမဟုတ်ဘူးစီရင်ရှိတာစီရင်ပြီးလို့ဒီယင်းနှိချိတ်ခင်မှုယုံကြည်မှုတို့ကိုပြန်ဖာထိလို့တဲ့အနေနဲ့လာပေးတာဖြစ်တယ်အဲ့ဒါကိုတိတိကြီးနဲ့နော်တမင်ဟို PPC ထက်တောင်စိုးနေပြီပြောမလားတိတိကြီးနဲ့တလင်းတစ်မျိုးလွဲဟိုကောင်းစီလိုတီလိုဟိုလိုရေးနေကြတာလေအဲ့ဒါတွေကိုလိုက်ဖွနေကြတာပေါ့အဲ့ဒါတွေကစားကျွန်တော်တို့ကဒေတာကပြည်သူလူထုရဲ့အကျိုးစီးပွားကိုလိုလားတယ်တည်ငြိမ်အေးချမ်းရေးကိုလိုလားတယ်ဆိုရင်မမှန်တဲ့အခါမှာလည်းမမှန်ကြောင်းကိုဖော်ထုတ်ရမယ်မှန်သွားတဲ့အခါလည်းမှန်ကန်ကြောင်းကိုဖော်ထုတ်ရမယ်လေချင်းမီဒီယာတွေမှာကြည့်ပါအေးကောင်းတာကိုတစ်ခုမှကြည့်စရာအကြောင်းမရှိဘူးသူတို့မကောင်းတာလည်းရှိမှာပါဘယ်လိုပါနဲ့ပတ်သက်လို့တချို့ဟာတွေသူတို့ကောင်းတာလုပ်ပြီးတယ်ဆိုရင်လုံးဝကြိုးစားပြီးမှမမြင်ချင်အောင်ဆောင်ကြတယ်အဲ့လိုမျိုးပုံစံနေနေတော့ကျွန်တော်တို့ရေရှည်မှာလုံးဝမဆက်ဆံလို့မရတယ်လို့လည်းမဟုတ်ဘူးလုံးဝဆက်ဆံထိတွေ့ဆက်ဆံအတူတူနေသွားမယ်လူတွေဖြစ်တယ်အဲ့ဒီမှာကျွန်တော်တို့ကောင်းသောအိမ်နီးချင်းကောင်းတွေနဲ့တရက်တောက်ချစ်ခင်လေးစားရင်းနှီးမှုတွေနဲ့နေသွားဖို့ကိုတိဆောက်သွားမှာဖြစ်မယ်ဆိုတော့တကြီးရန်တိုက်နေလို့ဟိုတခြားအဖွဲ့တွေကိုမြောက်ပင်ပေးအဲ့ဟာတွေမြောက်ပင်ပေးကိုယ်တိုင်ကိုကြတော့ဘာမှမလုပ်ရဲမပြောရဲဘဲနဲ့ပတ်ပြေးနေပြီးမှဟိုပြည်သူလူထုပဲထိုးကျတဲ့ပုံစံနဲ့တော့ဒီပလက်ဝါရုပ်ချင်းကပ်လို့မရဘူးခင်ဗျကဲဆရာအခုပေါ့နော်ဒီပလက်ဝါအကြောင်းနဲ့ဆရာပြောတော့တဲ့ဟာတွေထဲမှာကျွန်တော်ပေါ့နော်ခင်းနေဒီပလက်ဝါကျွန်တော်ပေါ့နော်ခုလိုမျိုးပလက်ဝဒီ AA ကပလက်ဝါမှာအကောင်းဆုံးနဲ့အောက်ဆုံးပေါ့နော်အောက်ချုပ်မှုလုပ်မယ်လို့တော့ကျွန်တော်တို့ယုံကြည်တယ်။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့ plan ကကျွန်တော်တို့မတည်ဘူးပေါ့နော်။နောက်မှာလူပြည်သူလူထု vote ခွင့်ရှိလို့ရှိရင်အဲ့ဒီအောက်ချုပ်မှုအောက်မှာဆက်နေချင်ပါတယ်ဆိုတော့ဆက်ထွက်လာထီအောင်တို့ကကျွန်တော်အထင်တော့အကောင့်ဒီပဲပူလုပ်မယ်လို့တော့ကျွန်တော်တို့ယုံကြည်တယ်ပေါ့နော်။ဆိုတော့ဆရာပြောတော့တယ်လေကျွန်တော်ကြားလိုက်တယ်ဆိုတော့ဆရာနောက်ဆုံးဒီ plow အကြောင်းအနေနဲ့ပြီးတော့ AA နဲ့အနေနဲ့ပေါ့နော်ကျွန်တော်မေ့ချင်တာတခုကဒီပလက်ဝအကြောင်းနဲ့ဘာနော်ဒီ CB နဲ့ AA နဲ့တွေ့ဆုံတဲ့ချိန်မှာပြောတာတွေရှိလားပေါ့နော်တခုခုလို့ပြောတာတွေရှိလားပြီးတော့နောက်ဆုံးမှာဒီ CB နဲ့ AA နဲ့ဘေဘောနော်ဘေနောက်ဆုံးတွေ့ဆုံတဲ့ဘယ်လိုပြောမလဲwhen was the last time officially တွေ့ကြလဲဘောနော်ဘေချိန်ပါလေဆိုတာရောနေနေပြောလို့ရမလားပြီးတော့နောက်ထပ်တွေ့တဲ့ချိန်မှာပလက်ဝအကြောင်းပြောဖို့ရောအစီအစဉ်ရှိလားကျွန်တော်တို့နဲ့ AA နဲ့ဆက်ဆံတဲ့အခြေအနေလေးတခုပြောပြပါမယ်ဘယ်လိုပြောမလဲဆိုတော့ကျွန်တော်တို့ကတနည်းအားဖြင့်ပြောမှဆိုရင် we've never met officially ပဲတခါမှ officially မတွေ့ဘူးဒါပေမဲ့ we speak all the time တစ်ချိန်လုံးနေကြပဲတစ်ချိန်လုံးတွေ့နေကြတာပဲတစ်ချိန်လုံးစကားပြောနေကြတာပဲတစ်ချိန်လုံးတယောက်နဲ့တယောက်ဝေဖန်နေတယ်တယောက်နဲ့တယောက်ထောက်ပြတယ်တချို့နဲ့တယောက်ပူပေါင်းနေကြတာပဲအဲ့လိုမျိုးပဲဆိုတော့အဲ့လိုမျိုးနဲ့ပတ်သက်ပြီးမှဆွေးနွေးသလားဆိုတော့ဆွေးနွေးတယ်ဒါပေမဲ့ဒါ officially ဘယ်လိုလုပ်မလဲเนาะ record ဘယ်လိုထားမလဲဘာ document လဲခုနပြောတဲ့ကျွန်တော်တို့စာချုပ်တွေကျွန်တော်ချင်းတွေကချင်းတော်လိုင်း2021 22 23မှာစာရွက်တော်လှန်ရေးဒီ constitution အကုန်ကြီးဖို့စူးစမ်းတာတွေကိုကျွန်တော်တို့အခုချိန်ပြန်စင်းစားရင်လေဟို ICNC 0 CGTC တို့ကနေဟိုချင်းလန်းကောင်စီတို့ကနေအဲ့လို constitution တွေရေးဖို့စူးစမ်းကြတယ်ဆိုတာကိုကျွန်တော်တို့ကအခုချိန်ပြန်စင်းစားရင်တော်ရှက်စရာကောင်းတယ်အဲ့လိုပဲကျွန်တော်တို့မြင်တယ်ပေါ့နော်တနာကြလည်းကောင်းတာပေါ့လေဆိုတော့ကျွန်တော်တို့အနေနဲ့ဟိုဟာဒီဟာအဲ့ဒီ narrative ဒီတော်လှန်ကြီးကိုအဲ့လိုအလုံးမဖြစ်တဲ့တော်လှန်ကြီးကနေဒါခါလေးကြလဲစဉ်းစားချင်းပြည်သူတွေအကုန်လုံးမြင်ပါတယ်အဲ့ဒီဟို document ဒီ document ရေးဖို့စူးစမ်းခြင်းနဲ့ဟိုတော်လှန်ကြီးပင်မှာအရေးမဖြစ်တော့ပြည်သူတွေမြင်နေကြတာပဲအခုဟာခါမှလူငယ်တွေဖမ်းခံနေရတယ်ဟိုဘာလုပ်နိုင်တယ်လဲဟိုကျွန်တော်တို့မင်းတပ်မှာတော့လူငယ်တွေဖမ်းခံရမှာမဟုတ်ဘူးနော်
အဲ့လိုမျိုးပေါ့မတူဘူးဆိုတော့ဟို constitution ဟိုဟာဒီဟာတွေလဲရေးနိုင်တယ်ကိုယ်နယ်မြေလဲကိုယ်လုံးသိမ့်ပိုက်နိုင်တယ်ဆိုတော့ကောင်းတာပေါ့ it's the best ပဲ the best of the best ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့လက်ရှိအခြေအနေအရအကုန်လုံးကိုမရွေးချယ်နိုင်မှုဆိုရင်ပိုလက်တွေ့ကြတာရွေးချယ်ရမယ်အခြေအနေကြတော့ဟိုစာအုပ်ရေးဖို့တလူရေးဖို့ဟိုဖွဲ့ဖို့ဆိုပြီးမှတပိုင်းဟိုနိုင်ငံခြားမှာနေနိုင်ငံခြားမှာဆိုရဖွဲ့နိုင်ငံခြားနယ်လေပတ်နေတဲ့ခါထက်မြေပြင်မှာတကယ်ရုံးကမြမှာအခုကျွန်တော်မင်းတပ်မြို့ကနေစကားပြောနေတာမင်းတပ်မြို့နဲ့ကျွန်တော်သွားနေတာမင်းတပ်မြို့ပူပြန်လဲတိုးတက်စီပင်လောင်ကျွန်တော်တို့မင်းတပ်မြို့မှာအခုဟိုတော့ပဲကျွန်တော် cherry ပင်ကိုပဲအပင်600စိုက်တယ်တခြားပင်တွေစိုက်တယ်လာမဲ့ဒီဇင်ဘာဇန်နဝါရီဆိုရင်မင်းတပ်မြို့ကနေဟိုအောက်မှာကျွန်တော်အပင်1000 project ထားတယ်ဟိုလမ်းတွေပြန်ဖော်နေတယ်ရေပိုက်တွေပြန်ဆက်နေတယ်ကိုမျိုးကိုဒေတာတိုးတက်အောင်ကျွန်တော်ခုလုပ်နေတယ်ကျွန်တော်တို့ဒေတာကျွန်တော်လည်းထည့်ရောက်နေပြီကျွန်တော်တို့ပိုးပေးပြီးပင်တွေလှုပ်ရှားခဲ့တဲ့ဒေတာကျွန်တော်တို့ရဲ့ next generation တွေရောက်နေပြီပေါ့ဆိုတော့အဲ့လိုမျိုးမှာကျွန်တော်လုပ်ကြတယ်ဆိုတော့စောစောပြောမယ်ဆိုရင် AA နဲ့ဆိုရင်ဘယ်လိုပြောမလဲဟို online ဘဝဖြစ်စီမြေပြင်မှာဖြစ်စီကျွန်တော်တို့အမြဲတမ်းတွေ့နေကြတာပဲဆိုတော့ကျွန်တော်တို့အမြဲတမ်းကျွန်တော်တို့ဟိုဘယ်လိုပြောမလဲတချို့ကိစ္စနဲ့ပတ်သက်မှာဒါတော့ကျွန်တော်တို့မလုပ်နိုင်ဘူးဒါတော့ကျွန်တော်တို့လက်မခံဘူးဒါတော့ဒီလိုလုပ်မှဖြစ်မယ်ထင်တယ်ဟိုဒီလိုဆိုကျွန်တော်တို့လုပ်မယ်ဟိုခင်ဗျားတို့ဒါလုပ်ပါကျွန်တော်တို့ဒါလုပ်မဟုတ်ပြီကျွန်တော်တို့ဒီလိုလုပ်ပါမယ်ဘာညာဆွေးနွေးကြတာပဲကျွန်တော်တို့မှာသင်ယူရတာရှိတယ်လေ့လာရတာရှိတယ်ပြောဆိုတာရှိတယ်ဆိုတော့ဟို3လပတ်အစည်းအဝေးတို့ဟိုလအစဉ်အစည်းအဝေးဆိုတဲ့ထက်တောင်မှတစ်ခါလဲကြာရင်ဟိုလိုအပ်တဲ့ခါကျရင်တလာထဲမှာ9ချိန်6ချိန်9ချိန်နဲ့တွေ့ကြတာပဲအဲ့လိုမျိုးပဲဆိုတော့အမြဲတမ်းတော့စကားပြောဖြစ်တာပဲဟိုကျွန်တော်တို့ပြောသလိုပေါ့ဟိုကျွန်တော်တို့ရဲ့လမ်းစဉ်ကဟိုဘယ်လိုပြောမလဲ3-4နှစ်လောက်ကိုအလုံးမဖြစ်တဲ့ဟာတွေကိုကြုံခဲ့ရပြီးတော့ပေါ့နော်အလုံးဖြစ်တဲ့ဖက်အရေးဖြစ်ဟိုအဲ့လိုမျိုးဒီဘယ်လိုမှလည်းပတ်သက်လို့တချို့လူတွေနားလည်ဖို့နည်းနည်းခက်မယ်ဘယ်လိုလဲပါလဲညာလဲပေါ့ဆိုတော့ဟိုကျွန်တော်လည်းလိုပါပဲကိုယ်တိုင်ကြုံမှာပဲသိနားလည်ရတဲ့သဘောမျိုးပေါ့ကျွန်တော်တို့လည်းမြင်ထားတာကမြန်မာနိုင်ငံလိုတော်လှန်ရေးမျိုးကကဘာမှာဘယ်တော့မှမရှိခဲ့ဘူးဆိုတကယ် civilization နဲ့နှစ်ပေါင်း9000 6000လောက်ရှိမယ်ပေါ့နော်ကြည့်လိုက်နိုင်ငံတော်များများမှာပြည်သူလူထုက800ခန့်ထုံးတော့အကုန်လုံးပါလာတယ်ဆိုရင်တော့မှဘင်္ဂလားဒေ့ရှ်ပြေးတာပဲအီဂျစ်ပြေးတာပဲမြန်မာနိုင်ငံလိုတလောက် civil disobedience တလောက်လုပ်တဲ့ပြည်သူတွေတလောက်ဖြစ်တာဆိုတော့မှပဲငါပြည်သူတွေကရနိုင်တလောက်တတ်နိုင်တလောက်ကိုတတ်မယ်ပုံကျဲမယ် cluster ပုံကျဲမယ်ဖျားချောင်းဖုန်ကြီးချောင်းစာတင်ချောင်းမင်္ဂလာဆောင်ဟိုအာတုပါအစာကိုလုံးကျဲနေတလောက်ကျဲမယ်တတ်နိုင်တလောက်တတ်မယ်ဆိုမှလုပ်တဲ့အစိုးရမျိုးကဘာမှမရှိဘူးလုံးဝမရှိဘူးဟိုတကယ်ဂျူးတွေတက်ခဲ့တဲ့ဟစ်တလာတို့နာဇီတို့တော့မှတလောက်မယုံပါဘူးတလောက်မရက်စဲဘူးတလောက်အောက်တမ်းမကြဘူးဆိုတော့အဲ့လိုမျိုးနေမှာကျွန်တော်တို့ဘယ်တော့မှမရှိခဲ့ဘူးတဲ့တော်လှန်ရေးကိုလုပ်နေတဲ့ချိန်မှာဘယ်တော့မှမရှိခဲ့ဘူးတဲ့နီလန်သဘောမျိုးနဲ့ချင်းကတဲ့ပိုင်းတွေရှိတယ်သူများနိုင်ငံမှာတော့ဟိုအနောက်တိုင်းတွေမှာဘလို့ဖြစ်တယ်ဟိုမှာအီဂျစ်ရဲ့ဟိုဒူနီးရှားတော်လှန်ရေးကဘလို့ပါအာဖဂန်နစ္စတန်ဘလို့ပါဆီးရီးယားဘလို့ပါညာဆိုတာအကုန်လုံးနဲ့မတူဘူးဆိုတော့ကျွန်တော်တို့လောက်ကင်တဲ့ပုံစံမာကိုကဘယ်လိုပြောမလဲဘယ်တော့မှမရှိခဲ့ဘူးတဲ့ဘယ်တော့မှမလုပ်ခဲ့ဘူးတဲ့နီလန်ဒီကိုရှာကြမ်းပြီးမှကျွန်တော်ရှေ့ဆက်သွားမယ်အပိုင်းတွေရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီရခိုင်ရေးနဲ့ပတ်သက်ပြီးမှsorry ဒီပလက်ဝမှာပေါ့နော်ရခိုင်နေနဲ့ဒီနဲ့တွေ့ဆုံတဲ့အပိုင်းတွေမှာလည်းပဲကျွန်တော်တို့ပြောဖြစ်တယ်အများကြီးပြောဖြစ်တယ်ဟိုဘယ်လိုပြောမလဲအများကြီးပြောဖြစ်ကြတယ်ဟိုတစ်ဖက်နဲ့တစ်ဖက်ဟိုတတိထားပြီးမှဆွေးနွေးကြတယ်ပေါ့နော်ကျွန်တော်တို့လိုချင်တာပြောတယ်သူတို့ယုံကြည်တာပြောတယ်ခုနကဟိုပြောသလိုမျိုးပေါ့အေးရတော့အကောင်းဆုံးအုပ်ချုပ်မယ်ဆိုတာမျိုးတော့မျှော်လင့်လို့ရတာပေါ့ဒါပေမဲ့တော်လှန်ရေးကာလမှာအကောင်းဆုံးဆိုတာကဘာကိုပြောတာလဲပေါ့နော်ဘယ်လောက်ကောင်းမှလဲဟိုဘယ်လောက်ပဲကောင်းကောင်းပြည်သူတွေလက်မခံဖို့များတာပေါ့ဆိုတာမျိုးတွေအစားအကုန်လုံးကကြတော့အဲ့ဒါက open ended question တခုပါ evolving situation တခုပါအနာဂတ်မှာကျွန်တော်တို့ဘယ်လောက်လုပ်ရကိုင်းရှိတယ်လဲကျွန်တော်တို့ဘယ်လောက် diplomatic skill တွေရှိတယ်လဲပြည်သူလူထုရဲ့ထောက်ခံမှုဘယ်လောက်ရတယ်လဲကျွန်တော်တို့ကိုယ့်ကိုဘယ်လောက်တည်ဆောက်နိုင်တယ်လဲဆိုတဲ့ condition တွေပေါ်ပဲအခြေခံပြီးမှပြ
ပြောင်းလဲလာမယ်ဟာ evolve တိုးတက်အဲ့လိုမျိုးပဲ single ပြောင်းလဲလာမယ်ဟာပဲအခုချိန်ကျွန်တော်တို့ညီမျှချင်းချဖို့ကြိုးစားနေတယ်အဖြေထုတ်ဖို့ကြိုးစားနေတယ်ဆိုတာလက်တွေ့မကြဘူးအဲ့လိုမျိုးပါโอเคဘာဒါဆိုတော့ဆရာကျွန်တော်တို့အခုဆိုတော့တနိုင်ခွေလို့ထူတော့မှာပေါ့နော်ဆိုတော့အချိန်လေးနည်းနည်းများတော့ပြီဆိုတော့ဒီChinland Council နဲ့ဒီ Chin Brotherhood ကျွန်တော်တို့နောက်ဆုံး interview လုပ်ကြရကဘာမှ update မရှိဘူးထင်တယ်နော်ဟုတ်လားဆရာတခုတိတာရှိလား update ပေးဖို့ရရှိလား update တော့မရှိ update ကတော့ကျွန်တော်တို့ CDF ဟောင်းကိုရမ်နဲ့ CNDF ပြဿနာတက်ကြတယ်မရမှာပြဿနာတက်နေတဲ့ update ပဲရှိမှစတဲ့ update တော့မရှိဘူးโอเคဘာဒါဆိုတော့ကျွန်တော်တို့ဆရာလက်တိတဲ့တိုင်းပဲเนาะဟုတ်ကလူကျွန်တော်တို့ပြည်သူလူထုကတော့ပုံပေါင်းကြပါဆရာလည်းအရင်မှပြောဖို့ရတယ်ပေါ့နော်ပူဖောင်းဖို့ဟာလွယ်ပါတယ်ယုံကြည်မှုဟောပေါ့နော်ဒီဆောက်ရမယ်အဲ့လိုမျိုးပြောတယ်ဟိုဖက်ကလည်းယုံပေါ့နော်ဒီ CC ဖက်ကလည်းပေါင်းလို့လွယ်ပါတယ်ဆိုပြီးတော့ပြောချတယ်ဒါပေမဲ့အမှန်တကယ်တော့ပြောသလိုမလွယ်ဘူးပေါ့နော်ဆိုတော့အဲ့ဒါကြောင့်ဟိုတစ်ချက်လေးပဲပြောပေးပေါ့နော်ဒီ CC ဖက်က CB ပေါ့နော်ဘာလို့ရမလဲဘောနော် first step အနေနဲ့အရင်မှာတော့ကျွန်တော်ပြောတယ်ပေါ့နော်ဒီကိုယ့်ရဲ့နေရာမဟုတ်တဲ့နေရာမှာပေါ့နော်ဒီကိုယ့်နေရာမဟုတ်တဲ့နေရာမှာမတော်ဖို့ပေါ့နော်ပြီးတော့တွေးမစော့ဖို့မြန်မာလိုပြောတာမှန်တာတော့မသိအဲ့လိုမျိုးမလောက်ရဘူးဆိုတာပြောရတာမဲ့အဲ့ဒါကျွန်တော်နည်းနည်းခြေနေတယ်လို့ထင်တယ်ပြီးတော့ specific လေးနဲ့ပေါ့နော် CC ဖက်က CB ရဲ့ယုံကြည်မှုရအောင်ဘာလို့ရတယ်လဲဘာလို့ရမှာလဲဆိုတဲ့ဟာတစ်ချက်လောက်ကျွန်တော်တို့ဒီတစ်ခေါက်ပြန် sharing လုပ်ပေးပါလားဟိုစီဥမာကျွန်တော်တို့တစ်ချက်ပဲပြောရမယ်တစ်ခုပဲပြောရမယ်ပေါ့တစ်ချက်ပဲဆိုတော့နော် CC နဲ့တော့မပြောတော့ပါဘူး CNA ကစိုးတုံနဲ့ရီဇွာမှာလာရောက်အခြေချတပ်မဟာ60မှာတက်ဆွဲတယ်စိုးတုံကောင်ကော CDF စိုးတုံကောအချိန်ချင်းကန့်ကွက်တယ်နော်သူတို့က CC နော် CC ဖွဲ့ချင်းမှာကစာကို3ချိန်လောက်ထုတ်တယ်အကြောင်းဒီလိုမျိုးဒီလို reason တွေကြောက်မှာဒီလိုကြောက်မှာဆိုမှပြောတာကိုတစ်စက်မှနားမထောင်မဲနဲ့ CC ချင်းကိုပဲ CC ချင်းကိုပဲ CNFCNA က CDF ဆိုတော့အနိုင်ကျင့်နေတယ် officially formally ကျွန်တော်တို့ပေးတာကြည့်တယ်လူတော်မှလေဩဒီလိုပဲသူတို့ကဒီလိုပဲသူတို့ချင်းတော့မှစတ်တူသားတော်စားနေတယ်ဆိုရင်ကျွန်တော်လည်းဘယ်လိုယုံကြည်နိုင်မလဲကျွန်တော်လည်းဘယ်လိုမျိုးယုံကြည်မှုတည်ဆောက်နိုင်မလဲဆိုတာမျိုးပေါ့ချင်းလန်းမှာ CC မှာကာကွယ်ဝင်ကြီးရှိတယ်ကာကွယ်ဝင်ကြီးအောင်မှာတကယ်ချင်းလန်းနဲ့ကန်တဲ့အကုန်လုံးရှိတယ်ပြောတယ်ပေါ့နော်အဲ့ဒီ constitution ကိုကြည့်ပါအဲ့ဒီဖွဲ့စည်းပုံကြည့်ပါဘယ်မှာအသက်ဝင်လို့လဲဟို CNF CNA ကအဲ့ဒီ constitution ကိုလက်ခလဲထောင်ပြပြီးမှသူကသူလုပ်ချင်လုပ်နေတာပဲဒါကဆိုပါစို့ချင်းလန်းကောင်စီရဲ့ defense secretary တုံးဝင် defense minister ကသူတို့ရဲ့ချင်းလန်း battalion မျိုးပြောဒါမှမဟုတ်လေစူပေါင်းတပ်ဖွဲ့ဆိုတာမျိုးဖြစ်တယ်ဆိုတော့မှတမျိုးလေဒါ CDF ဆိုတုံဖြစ်တယ်ဒါ CC နေဖြစ်တယ်ဆိုတော့ CC တပ်ပေါင်းစုတစ်ခုကို resource မှာချတယ်ဆိုရင်တော့မှနည်းနည်းနားလည်လို့ရသေးတယ်လေ no အဲ့လိုမဟုတ်ဘူး CNA ကသူ့တပ်မှာပဲချတယ်အချင်းချင်းတိုင်ပင်နေတိုင်ကြားတယ်ဆွေးနွေးတယ်ဖြောင်းဖြတယ်ကန့်ကွက်တယ်ဘယ်လိုပြောမလဲလက်ခလဲပဲရမယ်ဆိုတဲ့ပုံစံနဲ့အခု resource မှာလုပ်နေတာပဲအဲ့ဒါကိုကြည့်လိုက်ချင်းကလေးကိုကယုံကြည်မှုဆိုတာတို့နဲ့တို့အပြန်အလှန်လေးစားမှုဆိုတာ CC ချင်းမှတော့ရှိတာမဟုတ်ဘူးဆိုတော့ there you have it အဲ့လိုပဲပြောလို့ရတယ်ဟုတ်ကဲ့ပါPredator ဘောနော်ဆရာဖြီးတဲ့ပုံစံနဲ့ very politically correct လူမျိုးပေါ့နော်ဘာလဲ3ထားပြီးတော့ဖြီးပေါ့နော်တခုပြောတဲ့ပုံစံကကျွန်တော်တော့နားလေတယ်ဒါပေမဲ့ပြည်သူလူထုလည်းနားလေမိလို့လည်းကျွန်တော်ယုံကြည်တယ်ဘာကြောင့်လဲဆိုတော့ question ကပြောတော့တိတ်နားမလဲဘူးထပ်မေးပေးပါဆိုတာလေ comment တွေများတော့လေအဲ့ဒါကြောင့်ဆရာရောမှာငါတခြားပေါ့နော်နည်းနည်းဖြီးတာ very ပေါ့နော်ဒီ3ထားပြီးတော့ဖြီးပေးတဲ့တော့ကောင်းလေးနှစ်ခါသုံးခါလို့ဘာလို့နားထောင်လို့ရှိရင်နားလေကြမှာပါဆိုပြီးတော့ကျွန်တော်တို့ပြည်သူလူထုပြောချင်ပါတယ်ပေါ့နော်ဆိုတော့ alright CB အနေနဲ့ what's next ပေါ့နော်အခုက KIA ဖတ်ပြီးတော့ NUG နဲ့လည်းတွေ့ပြီး diplomatic နဲ့ international နဲ့ပေါ်ရောဖြစ်ရောပေါ့နော်
trip fu assisting ni shi la ba next stage be u to cha ma le sura ta chet lo pyo pe lo ya ma la အဲ့ဒါပတ်သက်မှာတခုပဲပြောပါမယ်မြန်မာစကားပုံရှိလေထင်ပေါ်ရင်စင်တော်ကကောက်တယ်ဆိုတာလေနော်ဆိုတော့ဘယ်လိုပြောမလဲဟိုထင်ပေါ်ရင်စူးစားတယ်ဘာညာအကြီးချင်းရှိတယ်ဆိုရင်ဆွဲခေါ်တယ်ပေါ့အကြီးချင်းရှင်စင်ပေါ်ဆွဲတင်တယ်ပေါ့နော်ဟိုတချို့ကလည်းအဲ့လိုမြင်နေပေါ့နော်KNA ကကျွန်တော်တို့ခေါ်ယူတွေ့ဆုံနေဆိုတာကကျွန်တော်တို့ရဲ့အောင်မြင်မှုကိုထင်ပေါ်လို့စင်တော်ကကောက်တဲ့ပုံစံပေါ့နော်KNA နဲ့ကျွန်တော်တို့ဆွေးနွေးတဲ့ထဲမှာလည်းပါပါတယ်အဓိကက self sufficient ပေါ့မိမိချတော့ပါမိမိရတည်နိုင်ရေးပေါ့နော် KNA လည်းပြောပါတယ်ကျွန်တော်တို့လည်းဒါယုံကြည်ပါတယ်ဆိုတော့စောစောစကားပုံနဲ့ကြံစစ်စရာရင်ထင်ပေါ်ရင်စင်တော်ကကောက်တယ်ဆိုရင်မှကျွန်တော်ကစင်တော်ကအကောက်ခံရဖို့စင်ပေါ်ကနေကျွန်တော်တို့လာဆွဲကူဖို့ကျွန်တော်တို့စောင့်နေတဲ့အဖွဲ့မဟုတ်ဘူးကျွန်တော်တို့ကကိုရှိနေတဲ့နေရာကိုအလုပ်လုပ်ရင်းနဲ့ကိုနေတဲ့နေရာဒီစင်တစ်ခုဖြစ်လာအောင်တီဆောက်နေတဲ့ကိုမြင့်တင်နေတဲ့အဖွဲ့လို့ပဲပြောလို့ပါတယ်ဆိုတော့နောက်ပဲဖွဲ့ရလာခေါ်မလဲဘယ်ဖွဲ့နဲ့တွေ့ရမလဲဘာလဲညာလဲဆိုတာကဒါကရှင်းပြကျွန်တော်တို့ခုချိန်ပြောမှဆိုရင် market တွေတော့ supermarket တွေပြောရင်ဥမာ department store ပဲတော့ buy one get one ဆိုတာရှိလေနော် buy one get one buy one you buy one you get one free ပေါ့လေဆိုတော့အခုကကိုတီဆောက်တာဒီ buy one ပဲတခြားအဖွဲ့ရဖိတ်ခေါ်တယ်ဆိုတာ get one free ပဲသူကဘယ်လိုပြောမလဲသူ့ရဲ့ဟိုနောက်ဆက်တွဲရနေပါလာတဲ့ perks တခု privilege တခုပဲတကယ်ခေါ်က you have to build yourself you have to strengthen yourself ဆိုတော့ခုနပြောသလိုပဲကိုပဲအာယုံစားကိုတီဆောက်ဖို့ပေါ့နော်စင်တော်ကလာကောက်ဖို့ကျွန်တော်တို့ညွှန်နေတာမဟုတ်ဘူးကိုရှိနေတဲ့နေရာကိုရဲ့နေရာကိုစင်တစ်ခုလို့ဖြစ်အောင်တီဆောက်ခြင်းနဲ့ဖွဲ့ပဲဆိုတော့ကျွန်တော်တို့မှာ next group တို့ next ERO တို့ next embassy တို့ပေါ့နော်ဘယ် which embassy တို့များဆိုတာမျိုးထက်လေဘယ်လိုပြောမလဲ focus on what you do ပေါ့အဲ့လိုမျိုးပါကိုအလုပ်ကိုအာယုံစိုက်ပြီးလို့ကျွန်တော်တို့မှလုပ်ဆရာအများကြီးရှိတယ်ကျွန်တော်တို့ကဘာမှမဟုတ်တဲ့ဖွဲ့ကလေးပဲဟိုကိုလည်းနားလေရတယ်အဲ့ဒါပေမဲ့ကိုယုံကြည်မှုရှိတယ်အလုပ်လုပ်ကြမယ်ပေါ့လေဒါပေမဲ့ see what happens ပေါ့အဲ့လိုမျိုးပါဟုတ်ကဲ့ပါဒါဆိုတော့ဆရာနဲ့ကျွန်တော်နောက်ဆုံးတွေ့တဲ့ချိန်မှာပြောတော့တာဒီ2025မှာတော့ဒီ CB ရဲ့ control ရဲ့နေရာတော့အကောင်လုံးရောက်သိမ်းဖို့တော့အစီအစဉ်ရှိတယ်လို့ကျွန်တော်ဘောနော်ခုဆိုတော့ကျွန်တော် August လရောက်နေပြီတည်တင်ဖတ်ရောဘယ်လိုထိအချိန်ပေးကြလဲဆိုတာတစ်ချက်လောက်ပေးလို့ပြောပြလို့ရမလားဟိုအဲ့လိုပေါ့ကျွန်တော်တို့2025လို့ပြောတယ်ဆိုတော့နောက်ထပ်4လလောက်ကြာသေးတယ်လေနော်အဲ့လိုဆိုတော့ဟို Trump တောင်မှတရက်အတွင်းမှာအကုန်လုံးပြီးအောင်လုပ်မယ်ဆိုတော့တက်လာတော့ဟာဘယ်လိုလဲဆိုတော့ဟိုတရက်24နိုင်မကုန်သေးဘူးလေဆိုတော့သူရဲ့24နိုင်မကုန်သေးတယ်ပေါ့နော်ကျွန်တော်တို့မှာတော့4လတောင်ကြာသေးတယ်ဆိုတော့ဒါက target တစ်ခုပေါ့လေnew ပါယုံတစ်ခုပဲဟိုဆိုတော့ဟိုစောင့်ကြည့်ရမှာပေါ့ကျွန်တော်တို့အနေနဲ့လှုပ်ရှားရှိတာလှုပ်ရမှာပဲအခုတော့လိုမျိုးချင်းပရိဖက်ခါဖြစ်တာတွေကချင်းပြည်နယ်ဟိုအချင်းပရိပခဖြစ်ချင်းအဖြစ်ကျွန်တော်ချင်းပြည်လွတ်မြောက်ဖို့အရေးကိုနှောင့်နှင်းစီတယ်ပေါ့လေအားလုံးလည်းသိတယ်ကျွန်တော်တို့ကတကယ်ချင်းပြည်လွတ်မြောက်လို့နေတဲ့ဖွဲ့တမျိုးပြီးတမျိုးရအောင်တိုက်နေတဲ့ဖွဲ့နော်ဟိုလိုဒီလိုမဟုတ်ဘူးပထမတစ်မျိုးနောက်တစ်မျိုးနဲ့နောက်ဆုံး flan ထိရောက်လာပြီနောက်တစ်မျိုးကိုလုံးဝချင်းပြည်လွတ်မြောက်အောင်လုပ်နေတဲ့အဖွဲ့အဲ့ဒါလည်းတိတိကြီးနဲ့ချင်းပြည်တို့မှာပြဿနာတွေအမျိုးမျိုးဖြစ်နေတယ်ဆွနေတယ်ဆိုတာကဘာလဲချင်းပြည်ကိုမလွတ်မြောက်စေချင်တာလားချင်းပြည်မှာနောက်ထပ်စိတ်ကောင်းစီကင်းစင်တဲ့မြို့တစ်ခုဖြစ်လာမှာကြောက်နေတာလားဘုံတော့အဲ့ဒါမျိုးတွေကဆိုကျွန်တော်တို့မများကြံတွေးစရာရှိတယ်ဆိုတော့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကတော့ဟိုလွတ်မြောက်လုပ်မှာပဲဘယ်အချိန်မှာဘယ်လိုလုပ်မလဲဆိုတာတော့ဒါစေရိတ်ကိစ္စဆိုတဲ့အတွက်ကြောင့်ဒီတင်လုံးဝလွတ်မြောက်သွားပြီဆိုရင်တော့သိရမှာပေါ့လေအဲ့ဒီမတိုင်ခင်ထိတော့ဂျန်နာတော့ကျွန်တော်တို့ဘာမှဆွေးနွေးဖို့တော့မရှိဘူးခင်ဗျဟုတ်ကဲ့ပါဒါဆိုတော့ဆရာဒီတပ်ပုံကျွန်တော်ကြည့်ရပေါ့နော်ဒီကျွန်တော်ဒီဆရာနဲ့အခုတပ်ပုံရိုက်နေတဲ့လူသူပေါ့နော် NUG ဖက်တော့ထင်တယ်ကျွန်တော် NUG ဖက်ကိုကျွန်တော်တိတ်မသိတော့ဘယ်သူလဲဆိုတော့ပြောပြပလားလက်ကင်တဲ့ပုံစံလေဟိုအရှင်ကရတီးတဲ့လူလားဘယ်လိုမျိုးဖြစ်လို့အဲ့လောက်ထိတော့လက်ကင်တဲ့ပုံစံလေအရန်ဟဲ့တူလောက်မနော်ဆိုတဲ့ပုံစံနဲ့ဖြစ်နေတော့လေအဲ့ဒါကကျွန်တော်တို့ရဲ့ဒီ
NUG ရဲ့ကျမ်းမာရေးနဲ့ပညာရေးဝန်ကြီးဒေါက်တာစောဝေစုပါဟိုဆိုတော့သူကတော့တခုရှိတာကဆရာကြီးဒေါက်တာစောဝေစုကလည်းသူတို့ရဲ့ပညာနဲ့ဆိုရင်တကယ် expert ပေါ့နော် professional တဲ့လူနဲ့ expert level သူ orthopedic ပါဒီအယိုးနဲ့ပတ်သက်လို့ပေါ့နော်တကယ်ဘယ်လိုပြောမလဲ world level ပေါ့နော်ကမ္ဘာအဆင့်ရှိနေတဲ့ဆရာကြီးတယောက်ဖြစ်တယ်ဆိုတော့သူ့ရဲ့စီစဉ်ဥစ္စာအရာရောကြော်ကြားမှုအရာရောပညာရက်အရာရောထိတ်ဆုံးရောက်တဲ့လူတယောက်ကအခုလိုမျိုးအသက်60ကျော်80နီးတဲ့အချိန်မှာကိုပဲတောထဲတောင်ထဲမှာပင်ပန်းသွားလာရုန်းကန်ပြီးမှဒေါ်ထိုင်ကြီးမှာပါဝင်နေတယ်ပြီးတော့မှ तू ကဟိုပိုချုပ်ကိုမော်လို့ပဲဒါစိတ်ထက်တန်တယ်ဒေါ်ထိုင်နဲ့ပတ်သက်ပြီးမှဒါဟိုလူငယ်လို့ပေါ့နော်စိတ်ထက်တန်တယ်လို့မကမ်းမယ်ဆိုတော့ကျွန်တော်တို့တပ်ပုံရိုက်ကြမယ်ဆိုတော့ဒါကျွန်တော်တခြားတပ်ပုံတွေတွေ့မှာပါတပ်ပုံရိုက်ရဒါလူကြီးတွေဖြစ်တယ်လေးစားတယ်ကျွန်တော်ပေးနာမှာပဲတို့လက်ကလေးလိုပတ်ပြီးမှာပဲသွားပါဆိုမရ तू ကကျွန်တော်တို့လက်တွဲပြီးအတူတူလုပ်ကြမယ်အတူတူဖြစ်ကြမယ်ကျွန်တော်တို့အကုန်လုံးအများကြီးလက်တွဲပူးပေါင်းလုပ်ဆောင်ကြမယ်ဆိုတော့သူရဲ့စိတ်ထက်တန်မှုပေါ့နော်ဟိုဘယ်လိုပြောမလဲကျွန်တော်လိုဘာမဟုတ်တဲ့လူကိုဟိုဆရာကြီးကအဲ့လိုမျိုးပေါ့နော်ဟိုစိတ်အားထက်တန်စွာလှိုက်လဲဆွဲခေါ်တဲ့အဲ့လိုမျိုးပါအဲ့လိုမျိုးတပ်ပုံပါဟုတ်ကဲ့ပါကျွန်တော်အခုဒီဓာတ်ပုံတွေအကုန်လုံးဆရာတော်ပို့ထားတဲ့ဟိုဘာနော် online ပေါ်မှာတင်ထားအကုန်လုံးကြည့်တော့ဒါတွေ့လိုက်တော့ဟာဆရာနဲ့အတူအရင်ကတည်တဲ့လူများလားဆိုပြီးတော့နည်းနည်းတိချင်လို့ပေါ့နော်ဆိုတော့ဆရာကျွန်တော်အခုလိုမျိုးအချိန်ပြတဲ့အတွက်အရန်ကျေးဇူးတင်တယ်အချိန်လေးနည်းနည်းတွားနေပြီဆိုတော့ဒီအစမှာတော့ကျွန်တော်တနင်္လာပဲအချိန်ယူမယ်လို့ပြောတဲ့ခုကတနင်္လာခွေလို့ဖြစ်သွားတယ်ပေါ့နော်အဲ့ဒါကျွန်တော်အပြစ်မဟုတ်ဘူးဆရာရဲ့ internet ဖြစ်သွားတယ်ပေါ့နော်ဆိုတော့နောက်ထပ်ပြန်လာဖို့ကျွန်တော်အပြစ်မဟုတ်ဘူးလို့ကျွန်တော်တရားလည်းပြောချင်တယ်ဘာပဲဖြစ်ဖြစ်အခုလိုအချိန်ပေးတဲ့အတွက်ကျေးဇူးတင်တယ်နောက်မှာလည်းကျွန်တော်တို့TV ပြန်လုပ်ဖို့ပေါ့နော်အချိန်ရမယ်လို့ကျွန်တော်မျှော်လင့်တယ်ကျွန်တော်တို့ပေါ့နော် interview လုပ်ဖို့ request လုပ်ထားတာအခုလိုမျိုးပေါ့နော် okay လို့ပြောပြီးတော့ကျွန်တော်တို့မနေ့ပိုင်းစောလေးထားပြီးတော့အခုလိုမျိုးကျွန်တော်တို့နဲ့စကားပြောခွင့်ပေးလို့အရန်ကျေးဇူးတင်တယ်ကျွန်တော်မမေးတဲ့ question မှာမမေးတဲ့ဟာတွေထဲမှာကျွန်တော်ချင်းပြည်သူလူထုတွေကိုဒီ CCN ကနေဗာမြပြောချင်လဲပေါ့နော်အခုကတော့ဆရာရဲ့နောက်ဆုံးပေါ့နော်ဘယ်လိုလဲ message လို့နေပေါ့နော်ပြောပြီးတော့အခြေကြီးဖွင့်ထားတယ်ပေါ့နော်ပြောပြီးတော့အဲ့ဒါကျွန်တော်တို့နောက်ဆုံးမေခွန်းဖြစ်ပါမယ်ဟုတ်ကဲ့ခုလိုမျိုး chain cable network ကပေါ့နော်တွေ့ဆုံဆွေးနွေးခွင့်ပြုတဲ့အတွက်ကျေးဇူးတင်တယ်အဲ့လိုမျိုးပေါ့ကျွန်တော်တို့မှာကရှင်းပြောရင်ဟို chain cable network ကဒီဟာခါထန်တလန်ဖက်လိုင်ဖက်အခြေပြုတဲ့ဟာပေါ့နော်ဆိုတော့ခုလိုမျိုး CP ဖက်ကလူကိုတွေ့ဆုံတဲ့အတွက်လည်း chain cable network က under pressure ပေါ့နော် under heat တဲ့ပုံမျိုးဂျုံရတာဟိုလဲကျွန်တော်ခံမှတ်မိတယ်ကျွန်တော်ကမှာပဲပေါ့နော်အဲ့လိုမျိုးဆိုအဲ့ဒါကျွန်တော်အပြစ်မဟုတ်ဘူးเนาะဆိုတော့အဓိကတော့ chain cable network အနေနဲ့ဟိုဒီ pressure တွေဝေဖန်တက်ခိုက်မှုတွေကိုရင်ဆိုင်ကြော်လွှားပြီးမှအခုလိုမျိုးတွေ့ဆုံစကားပြောဆိုတဲ့အတွက်ပေါ့နော်ဝမ်းသာတယ်ကျွန်တော်တို့အဲ့လိုမျိုးလုပ်ဖို့လိုအပ်တယ်ဟိုတခါလည်းကြာရင်ကျွန်တော်လိုလည်းပဲဒီ CNF ဖက်ကလိုပဲပေါ့နော်ငါတို့ဖက်ကမှန်တယ်ငါတို့ဖက်ကတရားတယ်ဖျားတခင်ငါတို့ဖက်ကရှိတယ်ဆိုတဲ့စိတ်ပေါ့ရှိကြတာပဲဆိုတော့ကျွန်တော်အမြင်ပြောမယ်ဆိုရင်တချို့အချိန်တွေမှာဖျားတခင်ကနှစ်ဖက်လုံးမှာမရှိဘူးထင်တယ်ဖျားတခင်ဟိုဘက်မှာလည်းမရှိဘူးဒီဘက်မှာလည်းမရှိဘူးပေါ့နော်အဲ့လိုမျိုးဖြစ်မဲ့ထင်တယ်ဒါပေမဲ့ကျွန်တော်တို့ကတော့ဖျားတခင်ငါတို့ဖက်မှာရှိတယ်ဆိုတော့ကိုယ့်အနေကိုဖျားကိုယ့်အနေကိုဖက်မှာဆွဲထားပြီးမှကိုယ့်အနေကိုအားယူကြတာမျိုးဖြစ်မဲ့ထင်တယ်ဘာပဲပြောပေါ့ကျွန်တော်တို့ဒီလိုမျိုးတွေတွေးဆုံကြဖို့ဆွေးနွေးကြဖို့ပေါ့နော်ကျွန်တော်ဆွေးနွေးတဲ့အထက်မှာပြည်သူတွေလက်မခံနိုင်တာတွေလည်းရှိမှာပါသဘောမကျလည်းရှိမှာပါဘယ်လိုမျိုးပေါ့ဆိုတော့တခါလေကျတော့ကျွန်တော်တို့နည်းနည်းသွားချင်တဲ့ target ကပြည်သူရဲ့အကျိုးစီးပွားကိုပဲကျွန်တော်တို့ရှေ့ရှုတာပြည်သူလူထုရဲ့လိုအင်ဆန္ဒတွေကိုဖြည့်ဆည်းဖို့မဟုတ်ဘူးဒီနေ့ကတူတယ်လို့နဲ့မတူဘူးဥပမာပြောရမယ်ဆိုရင်ကျွန်တော်တို့မင်းတပ်မြို့ကိုလွတ်မြောက်အောင်လုပ်ကြမယ်ဆိုတဲ့အချိန်မှာဟိုအေးနဲ့ပေါင်းတဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်တို့တောက်လျှောက်လင်းပုံကျဲခါတယ်တောက်လျှောက်ပုံကျဲခါတော့နောက်ဆုံးကျတော့ပြည်သူတချို့ကပြောတယ်ဟာမင်းတို့စိတ်ကုံစီနဲ့ဖြစ်နိုင်ငင်းချမ်းယူကြပါကွာစိတ်ကုံစီနဲ့ငင်းချမ်းရေးပဲယူလိုက်ကြပါကွာဒါဆိုရင်တို့ပုံကျဲမခံရတော့ဘူးနော်မပင်ပန်းတော့ဘူးဆိုမှပြည်သူလူထုကတအားလိုလာတဲ့ဆန္ဒရှိတယ်ပြည်သူလူထုရဲ့ဆန္ဒကိုကျွန်တော်တို့ဖြည့်ဆည်းလိုက်မယ်ဆိုရင်
မင်းတပ်မတူပြီးကံပလက်မပြောနဲ့အိုးချင်းပြည်တစ်ပြည်လုံးကောင်းကောင်းဒုက္ခရောက်မှာ CDF မင်းတပ်တာစိတ်ကောင်စီနဲ့ညှိလိုက်မယ်ဆိုရင်လေတခါလေကျတော့ပြည်သူလူထုရဲ့လိုအင်ဆန္ဒကိုဖယ်ပြီးမှရေရှည်အကျိုးစီးပွားအတွက်ကျွန်တော်တို့စေခါကြီးတော့တာရှိတယ်ဟိုရေတွင်းတူးရတဲ့အပိုင်းရှိတယ်နေရိပ်ရဖို့အတွက်နေပူကနေစောင့်ရတဲ့အပိုင်းတွေရှိတယ်ပေါ့အဲ့လိုမျိုးတွေပေါ့ဆိုတော့ကျွန်တော်တို့ရဲ့ကိုစွမ်းညံစွမ်းရှိတဲ့လောက်စဉ်းစားနိုင်တဲ့လောက်ချင်းပြည်သူလူထုရဲ့အကျိုးစီးပွားရေရှည်အကျိုးစီးပွားအကုန်လုံးကျွန်တော်တို့က sustainable သွားချင်တယ်ဆိုတော့ရေရှည်လို့ပြောတိုင်းမှာရေရှည်ကောင်းတာမှန်တယ်မြတ်ဒီရေတိုမှာမကောင်းဘူးဥပမာဆိုပါစို့ရေရှည်တည်တံ့ခံနေမယ်ကျွန်တော်တို့မှာကာဖီတို့ထောပတ်တို့စိုက်ကြည့်ပါကာဖီထောပတ်စိုက်ခမရပထမ4 5 6နှစ်ကလုံးဝဝင်ငွေမရှိဘူးဝင်ငွေ0ပဲအဲ့ဒီအစားတခြားတွေစိုက်နေမယ်ဆိုမှပို့ပြီးမှဟိုမုံငင်းတို့ဆိုပါစို့ကော်ဖီထုတ်တို့မုံငင်းတို့သွားစိုက်တဲ့လူကကာဖီထောပတ်စိုက်တဲ့လို့ထက်ပိုဝင်ငွေရတယ်မြန်ဝင်ငွေရတယ်နော်အဲ့လိုမျိုးရှိတယ်ဒါပေမဲ့ကာဖီထောပတ်စိုက်တဲ့လူကနောက်နှစ်ပေါင်း20 30အထိသူ့မှာက free ဖြစ်သွားတယ်တောင်ရတစ်နှစ်အမြဲတမ်းတောင်ရခုတ်ဝအုပ်လုပ်တဲ့လူနဲ့နှစ်ပေါင်း20 30အတွက်ပထမ4 5 6နှစ်လောက်ဝင်ငွေမရှိဘဲနဲ့နှစ်ရှည်ပင်စိုက်တဲ့လူတွေကမတူဘူးဆိုတော့ရေရှည်အကျိုးစီးပွားရှိဖို့ပြည်သူလူထုအကျိုးစီးပွားရှိဖို့ကိုကျွန်တော်ကိုစွန့်ညံစွမ်းရှိတဲ့လောက်တိုင်ပင်နဲ့သွားနေတယ်ပုံဖော်နေတယ်ပေါ့နော်အဲ့လိုမျိုးရှိတယ်ဆိုတာတော့ရှိတယ်ကျွန်တော်တို့ပြည်သူလူထုအထင်လွဲတာလည်းခံရမယ်အားမလို့အာမရဖြစ်တာခံရမယ်နောက်ဆုံးကျတော့ချီမွန်းတယ်ဂုံယူတယ်အဲ့ဒီချီမွန်းဂုံယူပါတယ်ဆိုရဲလိုပဲနောက်ကျတော့အပြစ်ပြန်တင်လာတယ်ပြန်စိတ်ဆိုးတယ်အဲ့ဒါပြီးတော့လည်းပဲဟောမသိလို့ပါနားမလဲလို့ပါဆိုမှပြန်ချီမွန်းလာဆိုတော့ချီမွန်းခါရဖြစ်ဂုံယူခါရဖြစ်လက်ညှိုးထိုးခါရရန်ရှာခါရဖြစ်ကျွန်တော်တို့ရိုးသားနဲ့စူးစမ်းအားထုတ်ပြီးမှပြည်သူလူချင်းပြည်သူလူထုအားလုံးအတွက်တနိုင်ငံလုံးစစ်ကောင်စီကလွတ်မြောက်ဖို့ချင်းပြည်သူလူထုကောင်းစားဖို့ရေရှည်တည်တံ့ခိုင်မြဲတဲ့ဟာဖြစ်ဖို့ပေါ့နော်ကျွန်တော်တို့စူးစမ်းဆောင်ရွက်သွားပါတယ်လို့ကျွန်တော်စူးစမ်းဆောင်ရွက်နေပါတယ်လို့ပြောကြားလိုပါတယ်ဟုတ်ကဲ့ပါကျွန်တော်ဟုတ်ကဲ့ဆရာကျေးဇူးတင်ပါတယ်အခုလို့ကျွန်တော်ရဲ့လုံးဝအတမပြေတဲ့အရန်နားထောင်လို့ခတ်တဲ့ကျွန်တော်ရဲ့မြန်မာပြောတဲ့ပုံစံလဲနားပေါ်တော့တေးခံပြီးတော့နားထောင်ပြီးတော့ရအောင်ဖြည့်ပေးတဲ့တော့ကျေးဇူးတင်နေပြီးတော့ဒီ live ဖြစ်နောက်မှကြည့်ရှုတော့မယ် DV interview ကိုချီတော်မဲ့ပြည်သူလူထုလည်းကျွန်တော်ရဲ့အရန်နားထောင်လို့ခတ်တဲ့ဒီမြန်မာစကားပေါ့နော်နားလေပေးကြပါကျွန်တော်တို့ဒီလိုလုပ်တယ်ဆိုတော့ပြည်သူလူထုအားပို့ပြီးတော့ information ရအောင်ကျွန်တော်မတက်နိုင်ပေမဲ့တက်နိုင်တယ်လို့လုပ်တယ်ဆိုတော့လေပဲတိပေါ့နော်တိပေးပါဆိုတော့ကျွန်တော်ပြောချင်တယ်ဆရာကျေးဇူးတင်တယ်ကြည့်ရှုတဲ့ကျွန်တော်တို့ပြည်သူလူထုလည်းအကုန်လုံးကျေးဇူးတင်တယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဟုတ်ကဲ့ပါပြီးတော့လေ